မင်္ဂလာပါခင်ဗျာတင်မောနေနျူဖော်ပါမကြိုဆိုပါရယ်ဒီနေ့ကတော့နောက်ဆုံးရတဲ့သတင်းများကိုတင်ဆက်ပေးပါမှု channel လေးကိုဆက်ခတ်ရိုက်လုပ်ပြီးအပေါ်ကခေါင်းလေးကိုလည်းနှိပ်ခဲ့ပါအောင်ခင်ဗျာ VPN လေးခံပြီးကြည့်ပေးပါလို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာခင်ဗျားတို့ညီမတွေကမြန်မာပြည်မှာတကယ်မချစ်ကြပါဘူးကိုကျိုးစီဝါအတအတွက်လိန်နေကြတဲ့လူတွေနေပုံများပါတယ်တိုင်းပြည်ကဒီနေ့ဒီချိန်တွေရောက်နေတဲ့အားလုံးဟာကျွန်တော်တို့တဦးချင်းစီအားလုံးကကိုကျိုးစီဝါအတကြောင့်တိုင်းပြည်ကိုပြစ်ပယ်ထားကြခြင်းကြောင့်ဖြစ်ကြတယ်လို့ကျွန်တော်တို့ကောက်ချက်ချပါတယ်အဲ့တော့ဒါပေါ့ကျွန်တော်တို့ဒီနေ့သတင်းလေးစပြောရဲဆိုတော့ရုရှားမြန်မာစီးပွားရေးဖိုရမ်ပေါ့နော်ဖိုရမ်မှာမနေ့ကဖိုရမ်မှာဗိုလ်ချုပ်မှုကြီးပြောခဲ့တဲ့စကားရယ်ဗိုလ်ချုပ်စောမင်းထွန်းပြောတဲ့စကားရယ်သူတို့ရဲ့အသွားအလာတွေဘယ်ကိုသွားတာလဲဆိုတော့ပြောပါမယ်သုံးသက်ကြည့်ပါမယ်ဒီနေ့တော့ဘယ်လာရုစ်ကိုဗိုလ်ချုပ်မှုကြီးရောက်သွားပြီလို့သိရတယ်မနေ့ကဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့တွေ့မယ်လို့ကျွန်တော်ချမ်းမြင်သိရတယ်လူကာရှန်ကိုနဲ့တွေ့ပေါ့တွေ့ပြီးတော့ဒါသူတို့ဒါနိုင်ငံကြီးတိဆောက်တယ်တခြားလုပ်မယ်သဘောတော့ရှိတယ်ဆိုတော့ဘယ်လာရုစ်ကြီးပြီးတော့အမတရနေ့နေပြီးတော့နေပြီးတော့ပြန်ဆင်းလာမယ်ပေါ့နော်နေပြီးတော့ပြန်ဆင်းလာရင်တနေ့နေ့ရောက်မယ်လို့ချမ်းမြင်သိတယ်တနေ့နေ့ရောက်ရင်လည်းရောက်မယ်တနေ့နေ့မှာကျွန်တော်ထင်တယ်ကြိုဆိုရေးအဖွဲ့ကြီးအများအပြားတော့ကြိုကြရအောင်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်တော့ပြီးကြိုကြအောင်မယ်လို့ယူဆတယ်ဘာလို့ဆိုတော့တရုတ်ပြည်ကနေတော့တရုတ်ပြည်သွားတော့တရုတ်ပြည်ကနေပြန်လာတဲ့အချိန်မှာဝိုင်းကြိုကြတဲ့လူတွေကိုကြိုဆိုရေးအဖွဲ့တွေနဲ့ကြနာလုပ်ခဲ့ကြတာတွေ့ရတယ်အခုလဲဒါငါလူမျိုးဖြစ်ဦးမယ်လို့ကျွန်တော်တို့ကောက်ချက်ချပါတယ်ဖြစ်လာလိမ့်မယ်ပေါ့နော်ကြိုဆိုရေးကြီးကြီးမားမားလုပ်ကြအောင်မယ်လို့မှန်းဆပါတယ်ပြင်းတဲ့လူတွေလည်းပြင်းနေကြပြီလို့ယူဆပါတယ်ဆိုတော့ကဲအဲ့တော့မနေ့ကဗိုလ်ချုပ်မှုကြီးကသူ့ရဲ့ဒီရုရှားမြန်မာစီးပွားရေးဖိုရမ်မှာဗိုလ်ချုပ်မှုကြီးကမိန့်ခွန်းတက်ပြောပါတယ်မိန့်ခွန်းတက်ပြောတဲ့အချိန်မှာသူပြောတဲ့စကားလေးတွေကတချို့ဟာလေးတွေကျွန်တော်တို့အကောင့်လို့ပြောချင်တာပေါ့နော်ဆိုတော့ဗိုလ်ချုပ်ကြီးပြောတဲ့စကားကဘာပြောလဲဆိုတော့ဒီမြန်မာနိုင်ငံမှာလာဦးရင်းနှီးမြှုပ်နှံမှုတွေရုရှားဖွဲ့တွေကိုဖိတ်ခေါ်တယ်မြန်မာနိုင်ငံကိုလာပြီးတော့ဒီမှာသူတို့ဒီစီးပွားရေးဖိုရမ်လာတဲ့လူကမြန်မာနိုင်ငံကိုစားပြုတဲ့သူတွေပေါ့ဗျာအဲ့တော့ရှင်းပြောရင်တော့ကိုစားပြုတဲ့လူဖြစ်တဲ့မြန်မာနိုင်ငံကကိစ္စတွေတို့များသူတို့နဲ့စကားပြောပါပြီးဆွေးနွေးပါပြီးတော့ပဂရိရှင်တွေကိုသိအောင်လာလေ့လာပါပြောတယ်အဲ့မှာရုရှားရဲ့လက်ခုပ်တီးသွားတဲ့အကြောင်းအရာတစ်ခုပေါ်တယ်သူအဲ့ဒါတော့ဘာလဲဆိုတော့ရုရှားနိုင်ငံနဲ့ပတ်သက်ရင်တဲ့နော်ဘလောက်ပဲရုရှားရဲ့ဖြစ်ထွန်းအောင်မြင်မှုတွေကိုတိုက်ခိုက်နေပါစေတဲ့ရုရှားနိုင်ငံရဲ့ကျွဲဝချမ်းသာမှုတွေနည်းပညာတွေကိုတော့ဘလို့မှသူတို့နှိမ်နှင်းလို့ရမှာမဟုတ်ပါဘူးတဲ့ဆိုလိုတာကတော့ရုရှားနိုင်ငံနဲ့ပတ်သက်ရင်နိုင်ငံတကာကဝိုင်းဝေဖန်တိုက်ခိုက်ထိုးနှက်ပြောဆိုမှုတွေအများကြီးရှိတယ်ဘလောက်ပဲရှိနေရုရှားနိုင်ငံရဲ့ကျွဲဝချမ်းသာမှုတွေနဲ့နည်းပညာတွေကိုတော့ဘလို့မှနှိမ်နှင်းလို့ရမှာမဟုတ်ပါဘူးဆိုပြီးတော့သူကပြောလိုက်တဲ့အချိန်မှာလက်ခုပ်တွေဝိုင်းတီးကြတာတွေ့ရတယ်ဆိုတော့ဝိုင်းလက်ခုပ်တီးကြတယ်ဆိုတော့အဲ့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလည်းဒါရုရှားရဲ့နဲ့ပတ်သက်ပြီးသားသူ message ပေးလိုက်တဲ့တစ်ခုပေါ့နော်မင်းတို့ရုရှားအရင်ကအောင်မြင်နေပြီဘယ်သူဘာပြောကိစ္စတယ်မျိုးအစင်ရောက်သွားပြီဆိုတော့မျိုးဒါ message ပေးတာပေါ့နော်အင်အားကောင်းအင်အားကြီးတော့ပြီးတော့စီးပွားရေးလုပ်တဲ့ကိစ္စနဲ့ပတ်သက်မြန်မာနိုင်ငံမှာလာလို့ပါမြန်မာနိုင်ငံကလူကြီး52တန်းပဲရှိတယ်ဆိုပေမဲ့မြန်မာနိုင်ငံပတ်လေးမှာရှိတဲ့လူကြီးကနော်လူကြီးကရှင်းပြောရင်တော့3ဘီလီယံလောက်ရှိတယ်တကယ်ဆို3ဘီလီယံလောက်ရှိလို့ပြောရမယ်တကယ်3ဘီလီယံတော့ကျော်ပါတယ်တကယ်တော့ကျော်တယ်အာဆီယံ10နိုင်ငံအပြင်နဲ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယနဲ့လူကြီးများပြားတဲ့ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်တဲ့အဲ့တော့ဒီနိုင်ငံတွေကိုသူတို့ထုတ်ကုန်တွေထုတ်လုပ်မှုတွေဒါတွေကိုလာပြီးတော့တင်ပို့မယ်ဆိုရင်မြန်မာနိုင်ငံတွေတည်ပြီးတော့လုပ်မယ်ဆိုရင်မြန်မာနိုင်ငံသဘောထုတ်ကုန်တွေအခြေခံပြီးတော့ဖြစ်စေမြန်မာနိုင်ငံရုရှားနေလာပြီးတင်သွင်းပြီးတော့ဖြန့်ချီဖြစ်စေတိတ်ကောင်းတဲ့ဟာတစ်ခုဖြစ်တယ်ဆိုတော့မျိုးသူကစီးပွားရေးအကျိုးမြတ်ဖြစ်လိမ့်မယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ပါတယ်မဟုတ်ချအကျိုးရှိလိမ့်မယ်လို့သူကပြောတယ်အဲ့တော့အဲ့မှာထပ်ပြီးတော့ပြောချင်တာလက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာစီးပွားရေး investment လုပ်မယ်လို့မြန်မာပြည်လာမယ်ဆိုရင်မြန်မာပြည်လာမယ့်လူတိုင်းပြောနေတာမြန်မာနိုင်ငံမှာစပွဲတွေဖြစ်နေတယ်တိုက်ပွဲတွေဖြစ်နေတော့ဖြစ်ပါမလားဆိုရင် investment လုပ်လို့ရပါမလားဆိုရင်ဆိုရင်ချက်ဒီနိုင်ငံတိုင်းမှာရှိတယ်လုပ်ငန်းရှင်တိုင်းမှာရှိတယ်အဲ့ဒါနဲ့ပတ်သက်လို့သူကပြောပါတယ်လက်ရှိကြုံတွေ့နေရတဲ့တချို့သောအခက်အခဲတွေကိုတဲ့ခင်ဗျားတို့ခေါင်းထဲမှာသိမ့်မထည့်ပါနဲ့တဲ့ဒါကတည်င်းကသာဖြစ်ပါတယ်တဲ့ကျွန်တော်တို့ပူပေါင်းဆောင်ရွက်ခြင်းအပြင်အဲ့ဒီခက်ခဲတွေအားလုံးကိုကြော်လွှားနိုင်မယ်လို့ယုံကြည်ပါတယ်တဲ့ရေးကြည့်ရတော့လှုပ်ချင်တယ်ဆိုတဲ့လှုပ်မယ်ဆိုတဲ့တန်တဲ့စိတ်ပဲရှိတယ်တဲ့အဲ့ဒါကြောင့်ရုရှားနိုင်ငံသားလုပ်ငန်းရှင်အားလုံးကိုကြိုးဆိုတယ်လို့ပြောလို့တယ်လိုအပ်လို့ရှိရင်လည်းမြန်မာနိုင်ငံမှာကျွန်တော်ကိုယ်တိုင်ခင်ဗျားတို့နဲ့ထပ်တွေ့မယ်တဲ့အဲ့တော့ပြောချင်တာကတော့သူကိုယ်တိုင်ထပ်တွေ့မယ်ကျွန်တော်တို့မြန်မာနိုင်ငံလာခဲ့ကျွန်တော်ထပ်တွေ့မယ်ခင်ဗျားကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်ပြီးတော့လက်ရှိဖြစ်နေတဲ့အခင်းကျင်းတွေကိုတည်င်းကပါတဲ့ဒီသူ့အတွက်ကတော့တည်င်းကပေါ့ဗျာကျွန်တော်တို့တော့တဘောအစာကြီးပဲကျွန်တော်တို့တော်တော်ရင်ပူနေရတာပေါ့ကျွန်တော်တိုင်းပြည်တို့ကျွန်တော်ရင်ပူနေရတယ်သူ့အတွက်ကတော့တည်င်းကလို့ပြောပြီးကျွန်တော်တို့တော့တဘောရပဲကျွန်တော်တို့ပြည်သူလူထုအခြေခံပြည်သူလူထုကျတော့တဘောရပဲဟုတ်တော့ခင်ဗျာနေချင်းညာချင်းနေမြင်ညာပြောက်တည်သွားနိုင်တယ်ဒီတိုင်းပြည်ရဲ့လက်ရှိဖြစ်နေတဲ့လက်နက်ကင်ပုံကံမှုကြီးကနေမြင်ညာပြောက်နေချင်းညာချင်းအခုဒီနေ့မနေ့တွေ့ပြီးညကြရင်တည်သွားနိုင်တယ်အခုဒီနေ့ညရုပ်တံပြောပြီးမနေ့တည်လဲတည်သွားနိုင်တယ်ဒါကြီးဘာမှမသိဘူးပြောချင်တာလူရဲ့ဟိုဆိုဘာမှမသိဘူးဒီတိုင်းပြည်ရဲ့အခြေအနေကံကြမ္မာကြီးကဘာမှမသိနိုင်တာဒါကြောင့်မို့လို့ကျွန်တော်တို့ကသူကတည်င်းကလို့ပြောရင်သူကတော့လုံခြုံတာပေါ့ဗျာကျန်တဲ့လူတွေတော့ကတည်င်းကမဟုတ်ဘူးတဘောရတာပဲကျွန်တော်ဘဝနဲ့ရင်းနေရတာအားလုံးကလူတိုင်းဘဝနဲ့ရင်းနေရတာတော့တွေ့ရတယ်ဆိုတော့
သူကဒါပေမဲ့ तू ကတော့နိုင်ငံတကာအာမခံတဲ့ခါမှာဒီစကားနဲ့အာမခံတာပေါ့မင်းတို့ဒါတွေခက်လက်ရှိခက်ဖြစ်နေခက်ခဲတယ်ခဏပါတင်ကပါပဲချိန်တိုင်းရောဖြစ်သွားလိမ့်မယ်ပြည်လေသွားလိမ့်မယ်မှန်တော့မှန်ပါတယ်ချိန်တိုင်းတော့ပြည်လေသွားမှာပါတလုံးကြီးတော့တိုက်ပွဲတွေကြီးနေရောဒီနိုင်ငံကတော့နေလာမဲ့တော့မထင်ပါဘူးဒီလိုပဲတစ်ချိန်ချိန်မှာတော့ချုပ်ငင်းရပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်သက်ရှိချင်းရှိစင်လားနောင်များမှာလားဆိုတော့မသိဘူးပေါ့နော်နောက်တစ်ခုသူ့အနေနဲ့ဒီမြန်မာနိုင်ငံ investment လုပ်ဖို့လာဖို့ဖိတ်ခေါ်တာတွေသူတော်တော်လေးတွန်းအားပြီးလုပ်တာတွေ့ရတယ်ပြီးတော့ရုရှားသမ္မတနဲ့သူတွေ့ရချင်မှာသူတော်တော်လေးသဘောထားသဘောတူညီမှုတွေတော်တော်ကြီးကြီးမားခိုင်မှာရခဲ့ပုံရတယ်ရုရှားဘက်ကသမ္မတကိုယ်တိုင်ကလည်းတော်တော်လေးဂတိကဝတ်တွေအများကြီးသူ့ပေါ်မှာပေးထားပုံရတယ်ပြောချင်တာသူ့ရုရှားသမ္မတကိုယ်တိုင်ကဒီလိုခေါ်ထုတ်လက်ကြနာဖိတ်ကြားပြီးတခြားတွေ့ဆုံနေဆိုတဲ့ကိစ္စဟာကမ္ဘာမီဒီယာစာမျက်နှာတွေမှာကမ္ဘာနိုင်ငံရေးအခင်းကျင်းမှာပါလူတကာစောင့်ကြည့်ခံရတဲ့အခင်းကျင်းကိုရောက်သွားတယ်ဆိုတော့ကမ္ဘာမှာခင်ဗျားတို့ကြည့်မယ်ဆိုရင်အမေရိကန်ဥဆောင်တဲ့အုပ်စုဥရောပအုပ်စုတရုတ်ဥဆောင်တဲ့အုပ်စုနဲ့ရုရှားအုပ်စုဆိုပြီးခွဲထားတယ်အိန္ဒိယကဘဲမှမပါပဲအလဲကောင်မဟုတ်ပဲဒီပဲခွာကစားတယ်ဆိုတော့အားကြီးကြီးနဲ့ဥဆောင်နေတာကအမေရိကန်အုပ်စုရုရှားအုပ်စုတရုတ်အုပ်စုဒီသုံးစုကအားကြီးဆုံးအုပ်စုဥရောပဆိုတာကလည်းရုရှားနဲ့ဥရောပတစ်ခုလုံးနဲ့ရုရှားနဲ့ချနေတာချတယ်မဟုတ်ရုရှားနဲ့ဥရောပတစ်ခုလုံးထိတိုက်တွေ့လို့ရတယ်ဘာလို့ရုရှားဥရောပတစ်ခုလုံးထိတိုက်တွေ့နေတဲ့အဆင့်တန်းပြီးရောက်နေပြီရုရှားအမေရိကန်နဲ့ထိတိုက်တွေ့နေတဲ့အဆင့်ရောက်နေပြီရုရှားတရုတ်နဲ့တွေ့နေတဲ့အဆင့်ရောက်နေဆိုတော့ရုရှားခေါင်းဆောင်ဟာတကယ်ကိုကမ္ဘာထိပ်တန်းခေါင်းဆောင်ဆင်ဖြစ်တယ်ထိပ်တန်းခေါင်းဆောင်ဆင်ကနေပြီးတော့တရုတ်နဲ့အမေရိကန်အားပြန်ရနေမြေတဲ့တခုဖြစ်တယ်မြန်မာပြည်ကခေါင်းဆောင်ကိုဒီလိုခေါ်တွေ့လိုက်တာကတယောက်နေတရုတ်ခေါင်းဆောင်ကိုရောရုရှားခေါင်းဆောင်ကိုရောsorry အမေရိကန်ခေါင်းဆောင်ကို message ပေးလိုက်တာပဲ message ပေးလိုက်တယ်လို့ကျွန်တော်ကောက်ချက်ချတယ်ဒါ message ပါလဲဆိုတော့မြန်မာခေါင်းဆောင်ကငါရွေးချယ်လိုက်တဲ့သူနော်ဆိုတာမျိုး message ပေးလိုက်တဲ့သဘောပဲကြောက်ပြတွေ့ကြည့်နော်ယူလေးတွေ့ကြည့်ရုရှားသမ္မတပူတင်ကဒါရုရှားခေါင်းဆောင်ရုရှားသမ္မတပူတင်ကဗိုလ်ချုပ်မှုကြီးမြောက်လိုက်မြန်မာခေါင်းဆောင်ခေါ်တွေ့လိုက်တယ်ခေါ်ပြီးတခြားကြာရနာခင်းချင်းကြိုဆိုပြီးတော့စနေကြကြာရနာစာချုပ်တွေပဲချုပ်လိုက်တယ်ဆိုတာကဒါကငါရွေးချယ်ထားတဲ့လူနော်လို့တရုတ်ကိုရောအမေရိကန်ကိုပါ message ပေးလိုက်တာလို့ကျွန်တော်တို့မြင်တယ်အဲ့ message ပေးလိုက်တယ်လို့ကျွန်တော်မြင်တယ်ဘာလို့အဲ့ message ကရောက်သွားပြီအဲ့တော့အမေရိကန်ခေါင်းဆောင်အနေနဲ့လေဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းပူတင်နဲ့တွေ့တဲ့အချိန်မှာပူတင်ကိုလေးလေးသားဆက်ဆံရတယ်တရုတ်သမ္မတကလည်းလေးလေးသားဆက်ဆံရတဲ့အချိန်မှာသူတို့နှစ်ယောက်သလုံးကလည်းဟာပူတင်ကမြန်မာခေါင်းဆောင်ကိုတေချာခေါ်ပြီးစကားပြောပြီးဆိုကြတယ်ဒါဆိုရင်ပူတင်ကမြန်မာခေါင်းဆောင်နဲ့သူနဲ့လက်ချင်းချိတ်လိုက်ပြီးဆိုတော့ငါတို့ကို message ပေးတယ်တူတူပဲဆိုတာမျိုးနိုင်ငံတကာခေါင်းဆောင်တွေအများကြီးတွေးတယ်အတွေးခေါ်ဆိုအဲ့လိုပြောတာဒီလိုတွေးရတာဟာမြန်မာခေါင်းဆောင်ကပူတင်နဲ့မဟာမိတ်ဒါဆိုငါတို့ကမြန်မာခေါင်းဆောင်ကိုတော့သွားပြီးလို့တော့မရဘူးထင်နေဆိုတဲ့အတွေးမျိုးကိုတရုတ်ကရောအမေရိကန်ကဝင်သွားစေသလိုဥရောပကလည်းဝင်သွားမယ်ဂျပန်တို့အိန္ဒိယတို့ကလည်းသတိထားသွားစေမယ်အိန္ဒိချင်းထိုင်းတို့ဘာလို့ဆိုရင်ခင်ဗျားတို့ပွဲတွေစူးနေပြီမြန်မာမှာလုံးမဲ့ nuclear တပ်ပေါင်းဖို့ကိစ္စတွေကအိန္ဒိချင်းထိုင်းတို့ကဖင်ပူပြီးဘင်္ဂလားဒေ့ရှ်တွေလည်းနည်းနည်းတော့ရင်ပူပြီးအကုန်လုံးကပူနေပြီစိတ်ပူကြပြီပေါ့ဆိုတော့မြန်မာနိုင်ငံမှာအဲ့ဒါသာပေါ်လာခဲ့ဖြစ်ထွန်းလာခဲ့သူတို့တွေလည်းစိတ်မအေးရဘူးဆိုမျိုးကြောက်ကြတာပေါ့မြန်မာတိုးတက်ဖြစ်ထွန်းလာမှာကိုအိန္ဒိချင်းနိုင်ငံတွေကြောက်ကြတယ်ဟိုပွင့်လည်းပြောရင်မြင်ကျင်ကြတာမဟုတ်ဘူးကြောက်ကြတာဖြစ်လာမှာကိုကြောက်တာဒီသဘောရှိတယ်အဲ့တော့ဒီအတွက်ဗိုလ်ချုပ်မှုကြီးကိုယ်တိုင်ကလည်းဒီပူတင်နဲ့ဒီလိုတွေးလိုက်ရတာသူ့အတွက်ကတော်တော်လေးကိုခွန်အားရစေတယ်စိတ်သက်ခွန်အားရစေတယ်နောက်တစ်ခုကဒီဘာလို့ဆိုတော့ရှေ့ကိုလုံးမဲ့လုပ်ငန်းစဉ်တွေအတွက်ရဲရဲဝံ့လုပ်ဖို့တောင်းအားဖြစ်စေတယ်ဒါသူကတေချာလုပ်လို့သဘောရှိတယ်ဆိုတော့သူပြောတယ်လို့ပဲမြန်မာနိုင်ငံဘယ်လောက်ထိကဘာမှာအရေးပါတဲ့နေရာကိုရောက်နေပါသလဲဆိုတော့မိကုန်းတချို့တွေကပြောတယ်မင်းမြန်မာနိုင်ငံကအရေးမပါဘူးကွာလို့ပြောကြတယ်မှန်တယ်အရေးမပါဘူးဆိုတာကမပါဘူးလို့တွက်ချက်ရင်မပါတာတေချာတွက်ချက်တယ်ရင်ပါတယ်ဘယ်လိုပါလဲဆိုတော့ခင်ဗျားတို့အနေနဲ့မြေပုံကိုထောက်လိုက်မယ်မြန်မာကိုမြေပုံထောက်လိုက်ထောက်ပြီး360ဒီဂရီဆွဲလိုက်စက်ဝိုင်းဆွဲလိုက်360ဒီဂရီစက်ဝိုင်းဆွဲလိုက်မြန်မာကိုမြေပုံထောက်ပြီးဘေးပတ်ဝန်းကျင်နိုင်ငံတွေကိုပါကာမိတဲ့360ဒီဂရီစက်ဝိုင်းဆွဲကြည့်လိုက်မြေပုံထောက်ပြီးဆွဲကြည့်လိုက်ထောက်ပြီးဆွဲပြီးရင်အဲ့ဒီမြန်မာကိုဗဟိုပြုတ်တဲ့ area စက်ဝိုင်း360ဒီဂရီ area ထဲမှာလူဦးရေဘယ်လောက်နေထိုင်လဲဆိုတော့တွက်ကြည့်လိုက်တွက်ကြည့်ဘူးလားခင်ဗျားတို့ဒီကြတွက်ကြည့်ပါမြန်မာကိုမြေပုံတဲပြီးမြန်မာမြေပုံကနေပြီးတော့360ဒီဂရီပတ်လေးကိုစက်ဝိုင်းကိုဆွဲကြည့်လိုက်ဘာတွေပါသွားလဲဆိုတော့360ဒီဂရီဆွဲလိုက်တဲ့ခါမှာမြန်မာရဲ့360ဒီဂရီထဲမှာဒီဘက်ဆိုအိန္ဒိယဘင်္ဂလားဒေ့ရှ်နီပေါဘူတန်တရုတ်ဒီဘက်ကိုဆင်းသွားရင်ဗီယက်နမ်လာအိုကမ်ဘောဒီးယားထိုင်းနော်အဲ့လိုဆင်းပြီးအောက်ကိုဆင်းသွားလို့ရှိရင်ဟိုစင်ကာပူမလေးရှားအထိပါသွားချိတ်နေတယ်360ဒီဂရီဆွဲအဲ့ဒီချိတ်တယ်ဆိုတော့အဲ့ဒီ area အကုန်လုံးပေါင်းလိုက်တဲ့အခါလူဦးရေက3.5 billion ထက်မနည်းရှိတယ်ပေါင်းကြည့်ခင်ဗျားတို့အဲ့လောက်ရှိတယ်အဲ့ပတ်လည်းရှိတယ်အဲ့တော့တကဘာလုံးမှာလူဦးရေကဘယ်လောက်လဲbillion 8 billion အောင်8 billion မရှိသေးတယ်အဲ့တော့ကဘာကြီးရဲ့ဒီထက်ဝက်လောက်သောပမာဏကိုမြန်မာဗဟိုပြုတဲ့ပတ်ဝန်းကျင်နိုင်ငံတွေကရှိနေတာဒါကြောင့်မို့လို့ဒါအောင်ကြီးချင်းအဖြစ်မြန်မာနိုင်ငံကအကယ်၍သာစနစ်တကျကြနာလုပ်တတ်လို့ရှိရင်မြန်မာနိုင်ငံက viewer ကြတဲ့အထက်မှာပါတယ်အဲ့မလုပ်တိုင်တော့နင်းထိုင်နေအခုလိုမျိုးပဲနှစ်80ကျော်စစ်ပွဲတွေနဲ့ပဲလုံးလက်ချလည်းပဲလည်နေပါအဲ့လိုလည်နေမှာအဲ့တော့ဒါကကျွန်တော်တို့သတိထားရမယ့် geopolitics အရာစဉ်းစားစရာကောင်းတယ်ရှုထောင့်ပြောပြတာခင်ဗျားတို့တွက်ကြည့်ပါကျွန်တော်ပြောတာမယုံရင် sorry
ခင်ဗျားတို့မြေပုံထောက်ပြီးတော့မြန်မာပြည်မြေပုံအလဲထောက်တိုင်စိုက်လိုက်စိုက်ပြီးအဲ့ဒီ360ဒီဂရီဆွဲလိုက်ဆွဲတဲ့ခါမှာအမှထွက်လာလိမ့်မယ်တခုရှိတော့ဗျာခင်ဗျာမြေပုံထောက်ပြီးတော့360ဒီဂရီပဲဆိုအဲ့နားလေးကပ်ပြီးလို့မဆွဲနဲ့ပေါ့ကျွန်တော်ပြောတာအဲ့ပတ်လည်းနိုင်ငံတွေကိုပါ360ဒီဂရီဝိုင်းဆွဲကြည့်လိုက်အဖြေထွက်သွားအဲ့တော့ခင်ဗျာတရုတ်ကနေထောက်ဆွဲရင်360ဒီဂရီထောက်ဆွဲရင်လုံးဝအဲ့ဒီထီမရောက်ဘူးမြန်မာဒီအဲ့လောက်မများဘူးအိန္ဒိယထောက်ဆွဲအဲ့လောက်မများဘူးကျန်တဲ့နိုင်ငံတွေထောက်ဆွဲအဲ့လောက်မများဘူးမြန်မာကနေထောက်ဆွဲကြည့်360ဒီဂရီဆွဲကြည့်အဲ့မှာအဖြေထွက်သွားတာဒါကြောင့်တိုင်းပြည်ကတော်တော်လေးတော့ရေးပါတယ်ကမ္ဘာလူဦးရေရဲ့ထက်ဝက်နီးပါးလောက်ရှိရဲ့ဟို population ကြီးရဲ့ center အလဲဘိုးမှာမြန်မာသွားကြတယ်အဲကြောင့်ကျွန်တော်တို့ကတီးတတ်ဖို့လိုတာပေါ့နော်ကိုတိုင်းပြည်အခြေအနေကိုအဲ့တော့နာဆာကဥက္ကရာတော့ဒါသူကတော့အဲ့လိုအဲ့လောက်ထိမရှင်းပြဘူးဒါပေမဲ့ကျွန်တော်ဒီမှာဒါကိုကျွန်တော်အမြင်ကျွန်တော်တက်ရှင်းပြတာပေါ့နော်ဆိုတော့သူ့အနေနဲ့ဒီအခက်အခဲတွေကတည်ငါပါပဲလို့သူပြောလိုက်တာလည်းကောင်းပါတယ်တည်ငါပါပဲလို့ပြောတယ် okay တကယ်ကဖြစ်ပါစေလို့ကျွန်တော်ဆူတောင်းတယ်တကယ်ကိုပဲဟိုနောက်တစ်နှစ်အတွင်းမှာလုံးဝငြိမ်းချမ်းသွားပြီးတော့ငြိမ်းချမ်းသွားတော့မဟုတ်တော့လက်နက်ကိုင်ပုံကံမှုထားချောက်မှုတွေချုပ်ငြိမ်းသွားတာသို့မဟုတ်တော်တော်လေးကိုဟိုကုံသွားတာပေါ့နော်လက်နက်ကိုင်ပုံကံမှုတွေတော်တော်နည်းသွားပြီးတော့တကယ်ကိုပဲဟိုပိုကောင်းတဲ့ခင်းချင်းတစ်ခုရောက်လာဖို့ကျွန်တော်ကမျှော်လင့်ပါတယ်။ဘာပြောဘယ်သူလက်ထက်ဖြစ်ဖြစ်ဘယ်သူအုပ်ချုပ်ကျွန်တော်အဲ့ဒါကိုမျှော်လင့်တာ။အဲ့တော့ဒါတစ်ချက်ပေါ့နောက်တစ်ခုကတစ်ခုရှင်တော့အဲ့တတင်ကလို့ပြောပြီးတော့သူတတင်ကဘလို့တတင်ကနတ်တတင်ကနဲ့တွားတူရင်ဒုက္ခနော်နတ်တတင်ကဆိုရင်တော့ခင်ဗျာသိတဲ့အတိုင်းပဲနော်နတ်တရက်ကမြန်မာကျွန်တော်တို့လူပြည်တရက်လူပြည်နဲ့ရှင်းလိုက်ရင်ခင်ဗျာနှစ်ကိုနဲတာမဟုတ်ဘူးနတ်ပြည်တရက်နဲ့မားနေမှာဆိုနတ်တတင်ကနဲ့မားနေမှာလို့ဆိုတယ်နော်အဲ့ဒါလေးတော့တတိထားဖို့လိုတာပေါ့နော်ဒါလေးတစ်ခုနောက်တစ်ခုကနတ်ဆက်ကဟိုကွာပြောရေးဆိုခွင့်ရှိသူဘုရားစောမတော်ကပြောတဲ့အထက်မှာလိုရှင်း point လေးပြောရရင်တော့130 megawatt ရှိတဲ့ nuclear ဓာတ်ပေါင်းမှုလက်စစ်ဓာတ်ပေးလုပ်မယ်လို့ပြောတယ်တော်တော်များတော့ဟိုနေရာလိုဒီနေရာလိုပြောနေကြတာရှိတယ်ရှင်းပြရင်တော့ nuclear 130 megawatt ဆိုအသေးစား nuclear ဟွာလေးတွေပြောတာအနေသေးသားလေးတွေအဲ့ဒါမျိုးလေးတွေကလောလောဆယ် pilot project ကကျွန်တော်ထင်တယ်ခံမှန်းကြည့် pilot project ကပထမဆုံးဖြစ်လာနိုင်ရှိဆုံးနေရာသည်အကယ်၍များသာဖြစ်နိုင်ရှိဆုံးတဝဲဖြစ်ဖို့များတယ်ဘာကြောင့်လဲဆိုတော့ pilot project ဘာလို့ဆိုတော့ nuclear power plant นี่ energy ရှိတဲ့ဒါ power plant energy ရှိပါတယ်လို့တကဘာလုံးကပြောကြတယ် okay တကယ်တော့ရိုးစိတ်မှုတွေဖြစ်ခဲ့မယ်ဆိုရင်ရေပြင်ရှိတဲ့နေရာအကောင်းဆုံးနေရာဖြစ်တယ်အဲ့တော့ရှင်းပြတော့ဒဝဲလိုနေရာမျိုးကရေပြင်ကြီးနဲ့ပြင်ကျယ်ကြီးဖြစ်တဲ့အတွက်ပင်လယ်ပြင်ကြီးရှိတဲ့အတွက်ပင်လယ်ပြင်မျက်နှာမူထားတာဖြစ်တဲ့အတွက်ဒဝဲလိုနေရာမျိုးအကောင်းဆုံးပဲခင်ဗျာပဲခူးလိုနေရာသွားထည့်ပြဿနာရှိသွားပြီဘာလို့ဆိုတော့ပဲခူးလိုနေရာမှာရေကန်ကြီးမှ heavy ရှိသလားဆိုတော့မေးကုန်ရေ nuclear reactor ရဲ့ပြဿနာကိုဖြေရှင်းနိုင်တာရေပဲအဲ့တော့ရေကရေများများရှိတဲ့နေရာအရေးကြီးဆုံးအဲ့တော့ဂျပန်တို့ဘာလို့လဲအဲ့လိုပဲခင်ဗျာပင်လယ်စိတ်ကောင်းမျက်နှာမူပြီးဆောက်ကြတာအဲ့တော့ဒီမှာလည်းခုနဒဝဲလိုနေရာမျိုးဖြစ်နိုင်ကြီးပုံများတယ်ဒါပေမဲ့တဝဲမှာအဲ့လိုစောက်မဆိုရင်ဘာကြောင့်အဲ့လိုဖြစ်နေလဲဆိုတော့နောက်တစ်ခုကနောက်ထပ်ဖြစ်နေကြီးတစ်ခုတက်ချက်ပြတာဘာလဲဆိုတော့crude oil တွေပေါ့လောင်စာဆီရေနံစိမ်းတွေကိုတန်ချိန်သိန်းချီရှိတဲ့သင်္ဘောကြီးတွေတည်လာပြီးတော့ကျွန်တော်မနေ့ကပြောသေးသိန်းချီတဲ့သင်္ဘောကြီးတွေနဲ့ကျွန်တော်တို့ကရုရှားဘက်ကနေထွက်လာတဲ့သင်္ဘောကြီးတွေကရောက်လာပြီးတော့ Vladivostok ကတော့ထွက်လာပြီးတော့ဒီဘက်ကနေပြီးတော့မလေးရှားအင်ဒိုနီးရှားစင်ကာပူ၃နိုင်ငံနဲ့ area နဲ့နီးတဲ့ကင်းလွန်နေတဲ့နေရာတစ်ခုမှာအဲ့မှာရှိနေတယ်အဲ့မှာထားနေပြီးတော့မောင်ခိုလိုမျိုးဖြစ်နေတာဟာကြီးက okay တဝဲရောက်လာပြီးတော့တဝဲမှာချက်တာပေါ့ရေနံချက်ပြီးလည်းပြီးအဲ့ဒီကနေမှဒီဒေသရဲနိုင်ငံတွေကိုလောင်စာဆီဖြန့်တာဈေးသက်သက်ဖြန့်တာမျိုးဖြစ်လာနိုင်ရှိသလားဆိုတော့မေးခွန်းပေါ့အဲ့တော့ဒီဟာလဲသူတို့တဝဲမှာလုပ်ဖို့စိတ်ကူးရှိတယ်ဆိုတော့တဝဲမှာအဲ့လိုရေနံလောင်စာရေနံချက်မယ်ဆိုရေနံချက်စက်ရုံတွေတည်မယ်ဆိုရင်လျှက်စစ်မီလိုတယ်လျှက်စစ်မီလိုတဲ့အတွက်အဲ့လျှက်စစ်မီကကတော့130 megawatt လောက်ဆိုတော့ nuclear power plant ကအဲ့ဒါမှကွက်တီဖြစ်မယ်ဆိုတော့သူတို့နှစ်ခုကဒီလိုပိန်ထောက်ပြီးတော့ကွက်တီသွားလုပ်မယ်သဘောရှိတယ်အဲ့တော့တဝဲဟာဖြစ်နိုင်ရှိဆုံးလို့ကောက်ချက်ချတယ်အဲ့တော့တဝဲမှာတခါတဝဲစိတ်ကန်းစီမံကိန်းဆိုတော့ဘိုးကျုပ်ဆုံးမင်းတော့ထည့်ပြောတယ်ဆိုတော့တဝဲစိတ်ကန်းစီမံကိန်းကရုရှားနဲ့ပေါင်းလို့ပါမယ်လို့ပြောတယ်ဒါပေမဲ့ရုရှားတစ်ခုတည်းတော့ကျွန်တော်တို့ကောက်ချက်မချဘူးရုရှားတစ်ခုတည်းမဖြစ်နိုင်ဘူးရုရှားနဲ့တူတရုတ်ပါဝင်လာနေရရှိသလိုအခြားနိုင်ငံက investment တွေလာမယ် join တွေဝင်လာလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်ရုရှားကတော့ focal ပေါ့အဓိကပေါ့ဒါပေမဲ့ကျန်တဲ့ဟာတွေကလည်းပေါင်းဆက်ပါလာတာဖြစ်လာနိုင်တယ်ဘာလို့လဲဆိုတော့အစိပ်ပိုင်းတွေအများကြီးရှိတယ်ရင်းနဲ့စိတ်ကန်းစီမံကိန်းနဲ့အထူးစီးပွားရေးဇုံဆိုတာရှိတယ်စိတ်ကန်းစီမံကိန်းကိုရုရှားကလုံနိုင်တယ်စီမံကိန်းနဲ့ဆိုရင်ရုရှားယူပြီးတော့အထူးစီးပွားရေးဇုံတရုတ်ကယူတာမျိုးအခြားနိုင်ငံတစ်ခုကယူတာမျိုးသို့မဟုတ်ကျွန်တော်တို့ဒေသတွင်းနိုင်ငံတွေရဲ့အကုန်လုံးပေါင်းပြီးတော့ wide investment လုပ်တာမျိုးဖြစ်လာနိုင်တယ်ဒါလည်းကောက်ချက်ချရမယ်တစ်ချက်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီရင်းနှချက်စက်ရုံကြီးတွေတဲမယ်အမှုတွေတော့ဝင်လို့မယ်ဆိုရင်စိတ်ကန်းကြီးမှရှိမှရမယ်အဲစိတ်ကန်းကြီးမှကရင်းနဲ့စိတ်ကန်းကြီးနဲ့တွဲမှရမှာရင်းနဲ့စိတ်ကန်းကြီးနဲ့တွဲမယ်ဆိုရင်စိတ်ကန်းကြီးစိတ်ကန်းဘော်ဒရာအကြီးလုံးမှာတမောကြီးကပ်ဖို့တန်ချိန်သိန်းကြီးရှိတဲ့တမောကြီးကပ်ဖို့စိတ်ကန်းဘော်ဒရာကြီးတွေကြီးရှိမှရမှာအဲ့တော့အဲ့ဒါကြီးတွေက investment လုပ်ဖို့ဆိုတာဒေါ်လာဘီလီယံချီတယ်ခင်ဗျာမဆုံးဖို့ပန်းနဲ့ပေါက်လို့မရဘူးဒါကြီးကတကယ်ကိုကြက်ကြက်နဲ့လောက်ရမှာကြီးပဲအဲ့ဒါကြီးအကုန်လုံးကိုရုရှားကဒေါ်လာဘီလီယံထားတော့အနည်းဆုံး3 to 5 billion လောက် investment လာလုပ်မှာလားဆိုတော့မေးကော3 to 5 billion လောက် invest လုပ်မှာလားဆိုတော့ရုရှားတော်တော်မလုပ်မှာမဟုတ်ဘူးရုရှားကဒီအတွက်စိတ်ကန်းဘော်ဒရာရင်းနဲ့တကယ်ဟိုရင်းနဲ့စိတ်ကန်းကြီးတစ်ခုလို့အတွက်3 to 5 billion လောက်ရုရှားလာ invest လုပ်မှာလားဆိုရုရှားကလည်းသူကလည်းတခြားလူတွေခေါ်လိုက်မယ်အဲ့တော့သူကပေါင်းလုပ်မယ်သဘောတော့ရှိတယ်အဲ့တော့ဒီနေရာမှာပဲဖြစ်နိုင်ကြီးအရှိဆုံးတယ်ဒါကိုသွားမှာအဲ့တော့တချို့ကကောက်ချက်ချတယ်ဗီနန်ဒါနန်ကနေပြီးတော့တဝဲစိတ်ကောင်းထွက်ပြီးအဲ့အနေပဲကုန်နေသဘောတွေအဲ့ဒါစိတ်ကူးရင်လား
အဲ့ဒါကြီးကအဓိကစိတ်ကိုင်းဒဝဲရင်းတဲ့စိတ်ကိုင်းကြီးကအဓိကစိတ်ကိုင်းရှေ့တော့အာရှနိုင်ငံတွေတို့အဓိကစိတ်ကိုင်းဖြစ်လာလိမ့်မယ်လို့ပြောတာစိတ်ကူးရင်တချို့ကခရာကန်နဲ့ကောက်ပြီးချိတ်ပြောတယ်ခရာကန်နဲ့ကြီးပေါ့ခရာကန်နဲ့နဲ့ချိတ်ပြီးပြောကြတာရှိတယ်တကယ်တော့ခရာကန်နဲ့ချိတ်လို့မရဘူးဘာလို့ဆိုတော့ခရာကန်နဲ့ထိုင်းဘက်ကချင်းတတ်ဆိုတော့ခရာကန်နဲ့ဖောက်တဲ့ကိစ္စကတရုတ်နဲ့ထိုင်းနဲ့လုံနေတဲ့ကိစ္စလုံဖို့မလုံဖို့ထိုင်းတောင်ပိုင်းပြဿနာနဲ့တို့အဲ့ချိန်နေတဲ့ကိစ္စအဲ့တော့ဒဝဲကနေထွက်မလားဆိုတဲ့စဉ်းစားချက်ရှိတာပဲရှိတာဒါပေမဲ့ဒဝဲဟာအာဆီယံဒေသတစ်ခုလုံးရဲ့ပင်လယ်စိတ်ကမ်းနေရာကြီးဖြစ်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့အာဆီယံကလည်းသူ့နိုင်ငံသူပဲဖြစ်မှာတချို့ကမလက်ကာစထရိုက်လို့ခေါ်တဲ့ဒီမလက်ကာရေလက်ကြားစင်ကာပူမလေးရှားကိုဖြတ်ရတဲ့ဟာအဲ့ဒါကြီးအတွက်ပိတ်သွားနိုင်ရှိလို့ပြောတယ်ကျွန်တော်တို့ပြောရတာတခုရှိတယ်တေဂျာတာကတရုတ်ကုန်ကျွန်တော်ဒီမလက်ကာရေလက်ကြားကိုဖြတ်နေတဲ့တရုတ်ကုန်တွေသဘောအကြီးတွေရှိတယ်တရုတ်တနိုင်ငံရဲ့ကုန်တွေသဘောကြီးတွေရဲ့တနိုင်ငံရဲ့ဖြတ်တန်းတဲ့အမောင့်ကဒေါ်လာဘီလီယံ9000ကျော်တယ်ဒေါ်လာဘီလီယံ9000ကျော်ကုန်တွေသဘောပေါင်းဖြတ်တန်းတာအဲ့မလက်ကာရေလက်ကြားကိုဖြတ်ပြီးတော့တရုတ်ပြည်ကိုသွားနေတဲ့ကုန်တွေသဘောရဲ့တန်ကြီးတွေကုန်ပစ္စည်းတွေအကုန်လုံးပေါင်းပဲဒီတန်ကြီးကဘီလီယံ9000ကျော်တယ်အဲ့ဘီလီယံ9000ကျော်တဲ့ကနေခင်ဗျာ 1% ပဲစင်ကာပူကကောက်ဒေါ်လာ50ဘီလီယံလောက်ရတယ်အဲ့တော့ခင်ဗျာဒီအဲ့9000ဘီလီယံလောက်ကြီးရှိတဲ့ဟာကြီးကဒီဒဝဲမှာလာစိုက်ကတ်တာကြောက်ဖြူမှာစိုက်ကတ်ပြီးတော့ယထာနဲ့တက်မှာလို့ပါလို့ဆိုတာကဘာပေါ်မှာသင်းမောနဲ့ကုံတွေတာကဝင်အပါဆုံးကုန်ကြက်တဲ့သက်တာဆုံးယထာဆိုတာကအကတ်သက်ရှိတယ်ကားဆိုတာပိုတော်ကတ်သက်ရှိသေးတယ်အဲ့တော့ရှင်းပြရင်ဘယ်သူမှဒီပင်လယ်ပြင်ထွက်ပြီးတော့ထွက်ပေါက်ဘယ်သူမှပင်လယ်ပြင်ထွက်ပေါက်ကြီးရှိပါလေနဲ့ဘယ်သူမှအဲ့ကုန်းလွှဲကနေဘယ်သူမှမသိဘူးအဲ့တော့ဒဝဲတို့ဘာလို့ဒီရှင်းပြရင်တော့ဒီမလက်ကာရေလက်ကြားကြီးရဲ့ဝင်ကိုယာရင်တို့တစ်ခုလောက်ဝင်ထမ်းတာလောက်ပဲရှိပြီယာရင်တို့မထမ်းနိုင်ဘူးတရားယာရင်တို့ဝင်ထမ်းပေးတဲ့နေရာမဟုတ်ဘူးခရာကန်တွေအတွက်လည်းအရင်နောက်ချက်ဖြစ်တာမဟုတ်ဘူးပြောရရင်တော့ဒဝဲဒီဘာမှမဟုတ်ဘူးဒဝဲဒီမလက်ကာရေလက်ကြားကြီးတွေဖြတ်နေတဲ့ကုန်တင်သင်းမောတွေအားလုံးအတွက်တရုတ်လိုနိုင်ငံတိုင်းနဲ့အတွက်တော့20%မရှိဘူးအဲ့တော့ဒီဒဝဲအရေးပါမှုပါအဲ့တော့မလက်ကာရေလက်ကြားရဲ့အရေးပါမှုတရားရင်တို့ကရော့ကျသွားလေခင်ဗျာ80အထိဖြစ်သွားပြီ20လောက်ပဲဒီဘက်ကိုကားရဖြစ်နေအဲ့တော့ဘာမှမဟုတ်တချို့ကစိတ်ကူးတွေအကြီးကြီးရှင်နေကြလို့ပါအရင်ကြီးလည်းရှင်လို့မရသေးဘူးပြီးတော့ဒါမျိုးဖြစ်ပေါ်လာဖို့ကနောက်ထပ်3နှစ်ကနေ5နှစ်လောက်ချိန်ယူအောင်မယ်အရန်မြန်အောင်လုပ်တာရင်တော့3နှစ်ကြာမယ်နောက်ကြရင်တော့5နှစ်အဲ့တော့စောင့်ကြည့်ကြတာပေါ့ဘလို့ဆက်ဖြစ်မလဲတော့မသိဘူးစောင့်ကြည့်ကြမယ်ကျွန်တော်တို့ကဒီဟာနဲ့ပတ်သက်လို့တွက်ချက်သုံးသပ်တယ်ရမ်းပြီးတော့လူတွေကိုfalse hope တွေမပေးဘူးမျှော်လင့်အိမ်မက်အမှားတွေမပေးပါဘူးဘာလို့ဆိုတော့တချို့ဟာတွေကလူသေးတယ်ကစောင့်ကြည့်အောင်ဘာလို့ဆိုတော့လျှက်စစ်မိတော့6လအတွင်းမြန်အောင်မှန်အောင်မြန်လင်းအောင်လုပ်မပေးနိုင်သေးတဲ့ကိစ္စမှာဒီဝယ်စကန်စီမံကိန်းလို့ကျွန်တော်အကြီးတွေကိုကျွန်တော်တို့အရင်အိမ်မက်ကြီးတွေမပေးဘူးဘာလို့ဆိုတော့ရုရှားတို့ကတော့တွက်ချက်အောင်မှာ feasibility study လုပ်အောင်မှာအများကြီးလုပ်အောင်မှာရုရှားတွေကသွားပြီးသွားပြီးတဝဲကိုသွားပြီးကျွန်တော်တို့ကသိတယ်သွားကိုလေ့လာပြီးသွားပြီးတဝဲကိုတေးသေးချာကိုသွားလေ့လာတာအမခင်ဗျလုံခြုံရေးတွေတခြားလိုက်ပေးရတာဒီကောင်တွေကမရောက်သွားမယ်ဆိုလို့အတင်းကြမတရားအတင်းသွားကြည့်မယ်ဆိုလို့အတင်းသွားကြည့်လို့လုံခြုံရေးကိုကြက်ကြက်နာပေးရတယ်ခင်ဗျရုရှားဖွဲ့တွေသွားကြည့်တာကိုပေးရတယ်တက်ကစစ်ကြောင်းတွေထိုးပြီးအကုန်ရှင်းပြီးတော့မှရုရှားဖွဲ့တွေပြောပြမရောက်ရုရှားတိုက်လေစစ်ပွဲတွေဖြစ်လေငါတို့သွားကြည့်မှာရုရှားတွေအဲ့လိုမျိုးဆိုတော့သွားကြည့်ပြီးသွားပြီတဝဲကိုတခြားသွားကြည့်ပြီးတော့ရုရှားတွေကဆိုတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကရုရှားတွေဘယ်လောက်မြန်လုပ်နိုင်မလဲဆိုတော့စောင့်ကြည့်မယ်3နှစ်ကနေ5နှစ်ပဲအရန်ကိုရုရှားတွေအရန်ကိုလောနေရင်3နှစ်ပဲလောနေရင်တော့3နှစ်မလောရင်5နှစ်ကနေနောက်ထပ် something ပေါ့နော်ဆိုလို့ဖြစ်မယ်ဆိုတော့စောင့်ကြည့်ကြရုံပဲရှိတယ်ရုရှားတွေကတော့တော်တော်စိတ်ဝင်စားတာရှိတယ်လို့ကျွန်တော်သိရတယ်တခုကောင်းတာပါလဲဆိုတော့အကယ်၍ရုရှားကမြန်ဆန်လုပ်တော့မယ်3နှစ်တွင်ကတော့မြန်ဆန်စမယ်ကွာမြေရရှင်းလင်းချင်းလေး foundation တူတာတွေအကုန်ချမယ်ကွာပတ်စံတွေအကုန်လွှဲတာတွေအကုန်လုပ်တော့မယ်ချပြီးဆိုတဲ့ချိန်ကြရင်ချကွာလို့ဒီနေ့ဆုံးဖြတ်လိုက်တဲ့နေ့ကနေစပြီးနောက်တစ်နှစ်နှစ်တွင်မှာခင်ဗျအဲ့ဒီဒဝဲပတ်လေဒေတာတော်တော်မှာတပုံတကောင်းမှမရှိဘူးဖြစ်သွားမှာအကုန်ရှင်းမှာရုရှားအဖွဲ့တွေဝင်ရှင်းမှာရုရှားအဖွဲ့တွေဝင်ရှင်းမှုရုရှားအဖွဲ့တွေနီးပညာနဲ့ကူညီပြီးမှအပေါ်ကနီးပညာနဲ့ကြည့်ပြီးတော့ကူညီဟိုမှာပြစ်ဟိုပြစ်နဲ့ကူညီအကုန်မှာဒီလိုတော့ဇလန်တော့ရှိတယ်ဒါလေးကကျွန်တော်တို့နားလည်အောင်တော့ rotation ပြောပြတာပေါ့နော်အဲ့တော့ရုရှားမြန်ဝင်ဖို့ပဲဆူတောင်းတယ်ဒါပေမဲ့အမြန်ဆုံးစောအမြန်ရင်3နှစ်နောက်ကြရင်တော့9နှစ်နဲ့ plus ပေါ့နော်ဒါပဲဒီလိုပဲကျွန်တော် project ထားတယ်တခုရှိတာလဲသက်ဆိုင်ရာကြီးခဲ့တဲ့အနေနဲ့လဲဒါသူတို့ကလှုပ်ရှားရှိတာသူတို့လုပ်တယ်မဟာဗျူဟာရေးချပြီးလုပ်နေတာလို့ခေါ်တယ်အဲ့ဒါယူသွားပြီးတော့မနက်ဖြန်တစ်ခါဖြစ်တော့မယ်အတိုင်းထားပြီးတော့တချို့တွေကတော့အရင်လိုရတဲ့ပုံပြောဖို့မတင်သေးဘူးလို့ကျွန်တော်တို့ကောက်ချက်ချခြင်းဘာလို့မလောဘူးမပြောတင်သေးဘူးနော်ကြောက်ဖြူတော့အခုထိတရုတ်တွေဒီလောက်လောတဲ့အားတော့ကြောက်ဖြူအခုထိဘာမှမလုပ်နိုင်သေးဘူးအဲ့ဒါကိုပဲကြည့်ပါနော်ဒါကပဂရိရှိတယ်တီလိုဝါလည်းခုတည်း complete မဖြစ်သေးဘူးတကယ်စီမံကိန်းအကုန်လုံးရဲ့ဟာကို complete မဖြစ်သေးဘူးတီလိုဝါတော့ဂျပန်တွေလုပ်နေတာ10စုနှစ်တခုရှိပြီလုံးဝ complete မဖြစ်သေးဘူးကဲတီလိုဝါတော့ကျွန်တော်ပြောမနေနဲ့အဲ့ဒါကြီးကတေချာစဉ်းစားရလို့ပြောတာပေါ့နော်တချို့မစားဝါခမန်းလေးချက်ပြောနေမှာဆိုလို့ကျွန်တော်ပြောတာပါနော်ဒါလေးကတစ်ချက်နောက်တစ်ခုကကျွန်တော်ဗာပြောမလဲဆိုတော့ဒီကြားဖြတ်ငွေကြေးနဲ့ပတ်သက်လို့ကျွန်တော်အမြဲပြောတယ်သတိကြီးထားကြဖို့ပြောတယ်ပြောရင်လည်းခုစင်ကူမာတယောက်တော့ညှိသွားပြီစင်ကူမာတယောက်ညှိသွားပြီမျိုးသမီးတယောက်ညှိသွားပြီနော်မြန်မာမျိုးသမီးတယောက်စင်ကူမာရှိတဲ့မြန်မာမျိုးသမီးတယောက်ကိုတရားရုံးကစင်ကူတရားရုံးကတရားစွဲလိုက်တယ်ဘာလို့လဲသူ့ရဲ့ကုမ္ပဏီရဲ့ corporate bank account 3ခုကတဲကိုရောက်လာတဲ့ပတ်စံတွေကဘယ်ကလာလဲဆိုတော့မေကွန်အဲ့ပတ်စံကသူရင်းမြစ်ကိုသူမသိဘူးဆိုဖြစ်တော့အဲ့မှာနောက်ဆုံးတရားရုံးကတရားစွဲလိုက်တယ်အဲ့တော့ तू က
license မရှိဘဲနဲ့သူကစင်ကာပူမှာနော်ဒေါ်စင်လွယ်ညွန့်ဆိုတဲ့အမျိုးသမီးသူက license မရှိဘဲနဲ့စင်ကာပူကနေပြီးတော့ငွေလွှဲငွေသွင်းဝန်ဆောင်မှုတွေသူကလုပ်တယ်ငွေလွှဲငွေဝန်ဆောင်မှုသူကလုပ်တယ်လုပ်တော့သူကအဲ့လိုစီးပွားရေးကုမ္ပဏီလုပ်ရတယ်သူတငယ်ချင်းတွေနဲ့ပေါင်းပြီးတော့လုပ်တယ်ပေါ့ဗျာဒါချင်းမှတော့ရင်းနှီးတဲ့လူချင်းလုပ်တယ်ဆိုတော့မျိုးလုပ်တာပေါ့လုပ်တော့အဲ့မျိုးသမီးကအဲ့လိုလုပ်နေရင်းနဲ့နော်လုပ်နေရင်းနဲ့သူ့ထဲကိုအကောင့်ထဲဝင်လာတဲ့ပတ်စံတွေကတန်တရားဖြစ်စရာတယ်ကြားဖြန့်တဲ့ပတ်သက်ပြီးတန်တရားဖြစ်စရာဖြစ်တော့ဟိုကစစ်ကောစင်ကာပူဆိုကစစ်ကောစစ်လဲစစ်ကောတွားတွေ့တယ်ဒေါ်လာတန်း900ကျော်ဒေါ်လာတန်း900ကျော်တန်း900ကျော်ဆိုတော့အဲ့မှာစင်ကာပူဆိုရကမင်းဒီငွေနင်းဒီငွေတွေဘယ်ရတာလဲဆိုတော့မိကိုမေးရောမေးတော့ तू မဖြေနိုင်တော့ဘူးဘယ်ရလာလဲဆိုတော့မဖြေနိုင်တော့ဘူးအဲ့မှာအဲ့မျိုးသမီးပြန်လာတက်ကောသူကော်မရှင်ယူပြီးလုပ်တာအဲ့မျိုးသမီးကနော်ဆိုတော့နော်အဲ့တော့ကော်မရှင်ယူပြီးလုပ်တာအဲ့ဒါမနေ့က9ရက်နေ့ကသူတို့တရားရုံးမှာသူ့ကိုစစ်ဆေးမများပြီးမှဆုံးဖြတ်ချက်တွေထွက်လာတဲ့ဟာကိုပြောတာနော်မနေ့က9ရက်နေ့မနေ့ကဆိုတော့မြန်မာပြည်တို့ကပေါ့ဝီစင်ကူကလိုင်စင်မရှိဘဲနဲ့သူဝန်ဆောင်မှုလုပ်တယ်ငွေလွှဲဝန်ဆောင်မှုတွေလုပ်တယ်လုပ်ရင်းနဲ့အဲ့ဒီမှာဝင်လာတဲ့ပတ်စံကဒေါ်လာတန်း900ကျော်ရှိတယ်ဒါပေမဲ့သူတကယ်လုပ်ခဲ့တာ2နှစ်အတွင်းမှာ2နှစ်တော့ဒေါ်လာတန်း900ကျော်လက်ခံလွှဲပြောင်းပေးတယ်ဒါပေမဲ့အဲ့ဒီငွေတွေဘယ်ရောက်ဝင်လဲဆိုတော့ तू မဖြေနိုင်ဘူးတဲ့ तू အဲ့ဒီအတွက်ကော်မရှင်ယူမိတာကဘဏ်အကောင့်3ခုကနေငွေကျွေးလဲဝင်လို့ကော်မရှင်ယူမိတာကဒေါ်လာ19000ကျော်ပဲရတယ်ကော်မရှင်ကအဲ့လောက်ရပြီးတော့လုပ်ရင်းနဲ့မှနော်ပြဿနာတက်လို့မေးကြမြန်းကြရင်နောက်ဆုံးဒီတရားရုံးတွေရောက်သွားတော့အမျိုးသမီးကဘာဖြစ်လဲဆိုတော့ဒေါ်လာအဲ့သူနဲ့သူဝန်ခံတာဒီငွေတွေကဘယ်ငွေလဲ तू မသိဘူးဒီဝန်ခံတယ်အဲ့တော့ကြားဖြတ်ငွေလို့ဟိုကတန်တရားရှိတယ်ကြားဖြတ်ငွေဖြစ်နိုင်ခြင်းရှိလားဆိုရှိတယ်လို့ကောက်ချက်ချတယ်အဲ့တော့သူ့အနေနဲ့2020နဲ့2021နှစ်နှစ်အတွင်းမှာတော့ဒေါ်လာတန်း911တန်းထိလွှဲပြီးရွာဖြစ်ပြီးတယ်တဲ့အဲ့ငွေတွေဘယ်ရောက်လာလဲဆိုတော့မသိတဲ့အတွက်နောက်ဆုံးသူ့ကိုတရားစွဲပြီးတော့ခုတရက်နေ့ April ရက်နေ့ကျအမိန့်ချမယ်ဆိုတော့နေထိုင်နဲ့အဲ့တော့သွားမှာသူနေထိုင်ထောင်ချမယ်သဘောရှိတယ်ဆိုတော့ဒီအမျိုးသမီးရဲ့သဘောကိုကြည့်ချင်းအဖြစ်ကျွန်တော်ပြောတယ်ထိုင်းမှာရှိတယ်မြန်မာမျိုးသားမြန်မာလူသားလေးဖြစ်တယ်လို့မျိုးပဲဆိုတော့21အခင်းချင်းနိုင်ငံရေးမှာကြားဖြန့်ကောင်းစဉ်ရှိတယ်ခင်ဗျာဒီနိုင်ငံရေးအချမ်းဖက်လှုပ်ရှားမှုငွေကြီးတွေရှိတယ်ခင်ဗျာပြောမြ NUG ရဲ့ငွေတွေလည်းဝင်နေပါဒီမျိုးသမီးတွေဝင်တဲ့ပတ်စံတွေကကြားဖြန့်တွေရော NUG ရဲ့တိုက်ခိုက်ရေး NUG ရဲ့အချမ်းဖက်လုပ်ငန်းသုံးငွေကြီးတွေကအစပြောမရအဲ့ဒါတွေအစအကုန်ဝင်ကောင်းဝင်နိုင်တယ်ဆိုတော့စင်ကာပူကြတော့လေဒါမျိုးလုံးဝမရဘူးစင်ကာပူကအဲ့ဒီကိစ္စမှာပြက်သားကင်လေးရှိတဲ့အတွက်လုံးဝမရဘူးမြန်တော်လန်ရေးတွေပြောအကြားဖြန့်ကျွန်မမသိပါဘူးပြောသိချင်းမသိချင်းဥပဒေမှာဘာမှအကျုံးမဝင်ဘူးထောင်နဲ့တန်းမယ်အဲ့မျိုးသမီးကတော့ထောင်နှန်းကိုကြီးဆန်းမယ်သဘောရှိတယ်ဒါကြောင့်ကိုယ့်အကောင့်တွေကိုပတ်စံဝင်လာမယ်ဆိုတိုင်းရန်တမ်းပြီးတော့တချို့လူတွေမလုပ်ကြဘူးပြပရောက်မြန်မာတွေမလုပ်ကြဘူးသတိပေးခြင်းနဲ့ပြီးခဲ့တဲ့ကျွန်တော်မှတ်ပြီးတော့လွန်ခဲ့တဲ့တစ်နှစ်ကျော်2နှစ်လောက်ကမြန်မာထဲမှာတချို့လူတွေဆိုလို့ရှိရင်တချို့သောပုံကိုယ်တွေပေါ့တရုတ်အထောက်ပံ့နဲ့နေတဲ့တချို့သောစီးပွားရေးသမားတွေဆိုရင်တချို့စီးပွားရေးသမားချို့ဆိုလို့ရှိရင်တရုတ်ထောက်ပံ့နဲ့နေတာနော်တရုတ်နဲ့ network ရှိတဲ့စီးပွားရေးသမားချို့ဆိုလို့ရှိရင်စီးပွားရေးသမားတွေကပြောတာပါစီးပွားရေးကသူကြီးမဟုတ်ပါဘူးအဲ့လိုလူမျိုးတွေဆိုဘာလို့လဲဆိုတော့သူကဘာလို့ကြလဲဆိုတော့တခြားနိုင်ငံကနေဝင်လာမဲ့ငွေတွေကိုခဏလက်ခံပေးလိုက်တာအကောင့်လေးပဲခဏလက်ခံပေးချက်ချင်းလွှဲပြောင်းပေးဦးမယ်အဲ့မှာကော်မရှင်ကရမယ်လုံးမလားဆိုလိုက်ညှိတာအများကြီးပဲကျွန်တော်တို့တော့ညှိခံဘူးလေကျွန်တော်တို့မသိဘူးဘာမှမသိတဲ့ငွေမယူဘူးကျွန်တော်တို့ကတခြားမယူဘူးလို့ဘာမှမသိတဲ့ငွေကိုကျွန်တော်အကောင့်ထဲလည်းလာမထည့်နဲ့မြန်မာပြည်တဲ့အကောင့်လာမနဲ့ဘယ်မှမထည့်ကျွန်တော်လက်မခံဘူးသူကတိုးအဲ့ဆိုဘာမှမသိတဲ့ငွေကျွန်တော်လက်မခံရဘူးဘယ်သူဟာမှမသိဘလို့မှမသိအမြင်မဖော်နိုင်တဲ့ငွေဟိုတရားမဝင်ငွေကြီးတွေမှောက် black market တွေကငွေတွေလားဘာလားမသိတာယူအဲ့ဒါမျိုးတွေလူကြီးအတိုင်းပိုင်းနေတဲ့ဝင်တိုးဘိုးချုပ်တွေအရာရှိတွေတိုင်းဝင်တိုးခဲ့သလားတော့မသိဘူးခင်ဗျအဲ့ဒါမျိုးတွေနဲ့တချို့ဘိုးချုပ်တွေအရာရှိတွေအောင်ညှိကုန်သလားမသိဘူးတချို့ပါလေမြန်မာပြည်ထဲမှာလည်းအဲ့လိုမျိုးဇာတ်လမ်းတွေအကြီးကြီးရှိတယ်ဘယ်မှမသိတဲ့ငွေတွေကိုကော်မရှင်ရတာပဲခဏလေးပဲငါအကောင့်နဲ့ခဏထည့်လိုက်တယ်ပြီးဟိုဘက်ကောင်လွှဲလိုက်တယ်အဲ့ထားထဲမှာငါကော်မရှင်ရသွားတယ်ရော့အေးခွတ်ဆိုလို့တာအဲ့ဒါဟုတ်ကြီးချိန်ပြီးတော့တချို့ကလုံမိတယ်ပြီးတော့အဲ့ငွေတွေကြားဖြန့်တို့မှောင်ခိုဟိုတရားမဝင်ငွေကြီးတွေငွေမဲလျှော်တာတွေဇာတ်လမ်းပေါင်းများတာရှိတယ်အဲ့ဒါမျိုးတွေလောက်တာမဖြစ်ဘူးလို့မပြောနိုင်တချို့လုပ်တယ်တော့မြန်မာပြည်ထဲမှာအဲ့ဇာတ်လမ်းတွေရှိလိမ့်မယ်စင်ကာပူကတော့လို့ထောင်းနဲ့ထည့်လိုက်ပြီမြန်မာကတော့အခုချိန်ဒီအဲ့ဇာတ်လမ်းတွေကတိမ်မြုပ်ပြောက်ကွယ်နေစေဒါပေမဲ့တချို့သောရွာတွေလည်းညှိတယ်ထင်ပါတယ်ဒီလိုရှိမယ်ဆိုတော့ဘုံမတိကိုမတိတွေညှိကုန်ပြီးချုပ်တဲ့ရောက်ထောင်းတဲ့ရောက်ကုန်တာတွေရှိလိမ့်မယ်ဒါတွေကဘန်မှာမြန်မာနိုင်ငံရဲ့ဘန်တွေထဲမှာလည်း transaction တွေတကယ်လိုက်ရင်ဒီမတမာတဲ့ငွေတရားမဝင်ငွေမဲတွေနောက်တစ်ခါကြားဖြန့်ငွေတွေနောက်တစ်ခါဒီဘိန်းရောင်းငွေတွေအစရှိတဲ့ငွေတွေကဘယ်လောက်တောင်ဒီနိုင်ငံတွေကကွာထဲမှာ level စီးနေမလို့ဆိုတော့မသိနိုင်ပြီးတော့2021နိုင်ငံရေးခင်းချင်းမှာတချို့သောမင်းသားတွေမင်းသမီးတွေတရုတ်ဆောင်တွေဆိုတော်တွေသူတို့တွေရဲ့ဘဏ်အကောင့်တွေကိုမြည်သည့်နေရာလာမှမသိတော့ငွေတွေရောက်လာတယ်အဲ့ဒီငွေတွေကိုသူကကင်ပြီးလဲပြီးတော့ဆန္ဒပြတဲ့ဟာတွေလှုပ်ရှားမှုတွေလုပ်ပြီးလဲပြီးတော့အဲ့ဒီအကောင့်တွေပတ်စံသိတယ်အဲ့ဒီဟာတွေကအစိုးရခင်ဗျာအစဆွဲလှန်ရင်အကုန်လုံးတန်းစီပြီးတော့ထုတ်ပြန်တာပေးလိုက်ရင်ခင်ဗျာဘလောက်တောင်ဘယ်မင်းသားဘယ်မင်းသမီးဘယ်ဆိုတော့ဘယ်ဆိုအချက်တွေပွဲကြမယ်ဆိုတော့မသိနိုင်ဘူးတကယ်ရှိခဲ့တယ်ကျွန်တော်လုံးဝကိုကျွန်တော်စုံစမ်းဖော်ထုတ်စုံစမ်းမိသလောက်ပေါ့နော်လုံးဝကိုသိတယ်အဲ့2021မှာပတ်စံတွေဘယ်ရလာမှမသိတဲ့ငွေတွေကမင်းသားအချို့မင်းသမီးအချို့တရုတ်ဆောင်အချို့ဆိုတော့အချို့ဘာအချို့ညာအချို့အဲ့ထင်ရှားသူတွေရဲ့ဘဏ်အကောင့်တွေကိုရောက်သွားတယ်အဲ့တော့အဲ့ဘဏ်သူတို့ရဲ့ဘဏ်အကောင့်တွေကခင်ဗျာ transaction ကို2021ခင်းချင်းကနေစပြန်လိုက်ကြည့်2020ရွေးကောက်ပွဲအပြီး transaction တွေ shake လိုက်ကြည့်လိုက်2020ရေးစပြီးတော့2021နှစ်ထိလိုက်ကြည့်လိုက်အဲ့မှာပေါ်လာလိမ့်မယ်ခင်ဗျာ transaction ဆွတ်ထုတ်လိုက်အများကြီးထွက်လာမှာ
ကျွန်တော်အဲ့ဒါကြီးဗန်နေလည်းအစိုးရကြည့်ရတာမပေါ်ခြင်းထင်ပါတယ်တချို့ကိစ္စအစိုးရမသိကြောင်ဆောင်ပေးလိုက်တယ်ကဲကွာငါတို့ဘက်ကတော့မင်းတို့ညာပေးတယ်ဒီနဲ့မပေါ်တော့ဘူးကွာလို့လုပ်ပေးထားလိုက်တာတနေရာမှာတခန်းကိုဖြတ်လိုက်တယ်လို့ကျွန်တော်ကမြင်တယ်ဘာလို့အစိုးရညတာတော်ဆိုရင်ဖြတ်ချလိုက်တယ်မြင်တယ်လုပ်ရင်အကုန်ပေါ်မှာတချို့လူပြရှင်ကငါတို့ကလူသိလောက်ဘူးလို့ထင်တာမဟုတ်ဘူးအစိုးရသိတယ်ကျွန်တော်တောင်သိအစိုးရပိုသိတယ်လုပ်ထက်လိုက်အကုန်ကုန်မှာမို့လို့တချို့ဟာတွေမလုပ်တာအဲ့တော့တချို့လူပြရှင်တွေအနေနဲ့လေကိုယ့်ဟာကိုသိပါဗျာကျုပ်ကိုဗရိတ်အုပ်ကြတာကောင်းတယ်ရုပ်အုပ်တဲ့နေရာမှာအုပ်ရက်တဲ့နေရာရက်တာကောင်းတယ်မလိုအပ်ဘဲနဲ့ဟိုနားကြောက်ဒီနားရောင်ရှောက်လို့တာကိုလည်းဘာမှမသိညာမသိရှောက်လို့တာလေတချို့ထိခိုက်နေတယ်ဒါတွေကလူပြရှင်တွေသတိထားဖို့ပြောတာပါအဲ့ဒါဘယ်ကလာမှမသိငွေဆိုတဲ့ပြဿနာနောက်တစ်ခုကတောင်ကိုရီးယားမှာအမေရိကန်နဲ့တောင်ကိုရီးယားနဲ့ပေါင်းပြီးဆေးလေးချင်တာလူဆိုတာဗျာကန်ဂျမာဆိုတာအဲ့လိုရှိတယ်ဗျနော်ကန်ဂျမာဆိုတာအဲ့လိုရှိတယ်ဘာလဲဆိုတော့ကိုယ့်အကိုနေနေလေကန်ဂျမာကကန်ဆိုးရင်နေထိုင်နေကိုရှိတဲ့ကြာပြီးတော့ဟိုထိခိုက်နိုင်တယ်အဲ့တော့မြန်မာတယောက်မြန်မာနေလို့ဘုံထိတယ်လို့ပါတော့လက်နဲ့ဘုံကျဲခံရတယ်လို့မှားရင်ဘုံကျဲခံရတယ်ဆိုမြန်မာတယောက်မြန်မာခံရတယ်ဆိုတာကိစ္စမထူးခြားပေမဲ့တောင်ကိုရီးယားလိုနိုင်ငံမှာဖြစ်တဲ့ဇလန်အခုဇလန်တော်တော်အန်းအသင်စရာကောင်းတယ်အမေရိကန်နဲ့တောင်ကိုရီးယားဟိုဟာပေါ့စစ်တပ်ပေါ့နှစ်တပ်ပေါင်းပြီးတော့သူကစေးလေ့ကျင့်တာပေါ့ဘယ်နာသွားလေ့ကျင့်လဲဆိုတော့ဆိုးမြို့ရဲ့မြောက်ဘက်ကီလိုမီတာ50ခန့်အကွာကြီးရွာတစ်ခုမှာသူကအဲ့နာပတ်လည်မှာစေးလေ့ကျင့်တယ်ကောင်းငယ်လေးပြန်သားပြီးတော့သူကလေပြစ်မှတ်တွေကိုထားတဲ့ပြစ်မှတ်တွေကိုသူတို့ဟိုဟာနဲ့ထောက်ပြစ်မှတ်တွေလေးနဲ့ပြစ်တာပေါ့လေးနဲ့ပြစ်တဲ့ဟာလေ့ကျင့်တာဘယ်လိုကျင့်လဲဆိုတော့နော်လေ့ကျင့်ရင်ဒီနေ့မနေ့အစောကြီးပေါ့ဟိုဘက်နိုင်ငံဒီနေ့ပေါ့နေ့မနေ့အစောကြီးလောက်မှာအဲ့ဒီခုနဆိုးမြို့ရဲ့မြောက်ဘက်ကီလိုမီတာခန့်50ခန့်ကွာမှာရှိကြီးရွာတွေကိုလေးနဲ့ဘုံမှကျဲပလိုက်တာမှကျဲတော့အဲ့မှာ15ရောက်ထိခဲ့တယ်ရှိသွားတဲ့ထဲမှာမြန်မာတယောက်ပါတယ်ကန်ကစိုးကျင်တော့မြန်မာကောင်ကမြန်မာတယောက်ကအဲ့မှာသွားထီတယ်ကဲဖြစ်စင်တာကြည့်ဦးလူဆိုတာကကံပါလိုင်းဘယ်တော့မှမလွတ်ဘူးဆိုတာဘုံချဲခံရမယ်ကံပါလိုင်းဘယ်တော့မှမလွတ်ဘူးဆိုတာအဲ့ဒါပြီးတော့အမေရိကန်နဲ့တောင်ကိုရီးယားလိုစစ်တပ်တွေလည်းမှားရွေးပြီးဘုံကျဲတာမရှိဘူးလားဆိုတာကိုပြောချင်တာတခါတည်းကြရင်အမေရိကန်စစ်တပ်ကြီးကျွန်တော်မြန်မာတပ်မတော်ကတခါတလေပြစ်ထားတယ်ကိုဒီကောင်ကွာစစ်တပ်ကမှားရင်ဘုံဟာခင်ဗျာတခါတည်းမှာမြန်မာတပ်မတော်လူတပ်မတော်လောက်မပြောနဲ့အမေရိကန်တပ်မတော်တော်ခင်ဗျာမှားရင်ဘုံကျဲတာအခုအမေရိကန်တပ်မတော်ကောင်တွေလောက်တာပဲအမေရိကန်နဲ့တောင်ကိုရီးယားပေါင်းလို့တာတောင်ကိုရီးယားမှာအမေရိကန်စစ်စခန်းတွေရှိတော့အမေရိကန်နဲ့တောင်ကိုရီးယားအစိုးရဟာအမေရိကန်စစ်စခန်းတွေအမေရိကန်အစိုးရရဲ့သဘောမတူတောင်ကိုရီးယားအစိုးရအီတောင်မပေါက်ရဘူးကဲယုံကြည်မယုံမနော်အမေရိကန်သဘောမတူရင်ဂျပန်ရောတောင်ကိုရီးယားအီတောင်မပေါက်ရဘူးစီးရဲလှုပ်ရှားမှုနဲ့ပတ်သက်နော်အီတောင်မပေါက်ရဘူးအဲ့လောက်ထိဟိုမှာပြောရတာဒီမိုကရေစီပြောရတာထွန်းတူတက်တယ်ပြောရတာဘာဖြစ်တယ်ညာဖြစ်တယ်ဒါအကြီးကြီးပြောနေမယ်သူတို့ကိုယ်တိုင်အမေရိကန်ကျွန်တပိုင်းဖြစ်နေတယ်အမေရိကန်ကျွန်တပိုင်းဖြစ်နေအမေရိကန်ရဲ့စစ်စခန်းတွေနဲ့အခြေချပြီးတော့အမေရိကန်ခိုင်းသမျှလောက်ရတာအမေရိကန်ကန့်ကွက်ရင်တောင်ကိုရီးယားဂျပန်ဘာမှမလုပ်ရဘူးစီးရဲစီးရကိစ္စတွေနိုင်ငံရေးတချို့ကိစ္စတွေလုံးလို့မရအောင်ကျွန်တော်တို့မြန်မာသားလေးအမေရိကန်ပြောလဲဂိမ်းဆိုင်လုံးဆိုင်ရေလို့တော့ကွာလို့ကျွန်တော်တို့တော်သေးကိုအချုပ်ချတာကိုလက်ထက်မှာရှိသေးတယ်နော်တောင်ကိုရီးယားတို့အခုစီးရဲလေ့ကျင့်တယ်အမေရိကန်နဲ့ပူးတွဲလေ့ကျင့်ရတယ်မှားပစ်တယ်ရွာကန်ထိကုန်တယ်မြန်မာတယောက်ညက်ပြီးပါသွားတယ်တော်သေးတယ်မသိလို့ကံကောင်းလို့မသိတာနော်အဲ့တော့ဘာလို့ဆိုတော့တောင်ကိုရီးယားစစ်တပ်ကဟိုဟာထုတ်ပြန်ချက်တွေထုတ်ပြီးတော့ကျွန်တော်တို့မှားရွံ့တာတောင်းပန်မှာအကြောင်းအဲ့တော့ကျွန်တော်ပြပြယူလုံးဝဖြစ်ကြောင်းဟိုဘတောင်ကိုရီးယားပြည်သူတွေကလည်းငါတို့ပြည်သူတွေမှတ်ပြဘုံကျရသလားကွာဘာညာဒေါ်တွေကန်အမှဖြစ်နေကြဝုန်းတိုင်းဖြစ်နေတောင်ကိုရီးယားမှာပေါ်လို့ရိုက်တောင်ကိုရီးယားမီဒီယာတွေမှာပေါ်လို့ရိုက်တယ်ဆိုတော့ကျွန်တော်ကအဲ့တောင်ကိုရီးယားတွေသူ့ပေါ်လို့ရိုက်တာသူ့ပိုင်းကိုမြန်မာတယောက်ကဘာမတိုင်းညာမတိုင်းဖြစ်ချင်ကြံကြံမှဖြစ်တာကိုပြောချင်တာကန်ဆိုတော့အဲ့ဒါလို့တခါကြရင်နော်တခါကြဖြစ်တဲ့သဘောပါဆိုတော့နောက်တစ်ခုကဖြစ်တဲ့သဘောကနော်ဘာလဲဆိုတော့စစ်ရေးမှာတခါတည်းကျရင်အဲ့လိုမှားယွင်းတာကြီးဖြစ်တတ်သလားဆိုတော့ဖြစ်တတ်တဲ့သဘောတွေရှိတယ်ဆိုတာကိုမမေ့ဘူးခင်ဗျားတို့အားကိုးတယ်ဆိုတော့ခင်ဗျားတို့လေးစားပါတယ်ဆိုတော့တောင်ကိုရီးယားတပ်တွေအမေရိကန်စစ်တပ်တွေတောင်ဒီလိုဖြစ်တယ်ဆိုတော့ပြောချင်တာပြီးတော့အဲ့ဒီတောင်ကိုရီးယားတို့အမေရိကန်တို့တောင်ကိုရီးယားတို့ဘာလို့ဆိုတာအမေရိကန်စစ်တပ်က no ဆိုရင်ခင်ဗျာအီရောက်ချင်းချင်းမပေါ်ရတဲ့ဟာတွေပါဆိုတော့သိအောင်ပြောချင်တာဒါလေးကိုတစ်ချက်နော်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့ရန်ကုန်မန္တလေးအမြန်လမ်းမှာဖြစ်တဲ့ကိစ္စလေးနဲ့နည်းနည်းပြောချင်တယ်ဒီနေ့တော့မဟုတ်ဘူးဟိုပြီးခဲ့တဲ့ရက်ကဖြစ်တာအခုမှကျွန်တော်ကပြောရတာဘာလို့တေချာတော့လို့ပြောတာပေါ့မတေချာတော့မပြောသေးဘူးအမြန်လမ်းမှာနော်ဟိုရန်ကုန်မန္တလေးအမြန်လမ်းမိုင်နယ်282မြို့ကွင်းလမ်းအလေရွာအိုင်နာနဲ့နွားစင်ကုတ်ကြီးရွာအဲ့ဂျားမှာနော်အဲ့ဂျားမှာတင်မောsorry ကားတစ်စီးကလမ်းပေါ်တင်မောကြီးပြောကုန်ကားတစ်စီးကမောင်းလာတယ်ဘယ်လိုမောင်းလာလဲဆိုတော့ तू ကငါပြောသီးတွေတင်လာတဲ့ကားကိုကြည့်ရုပ်တရက်ကြည့်ငါပြောသီးတွေတင်လာတဲ့ကားဒါပေမဲ့ငါပြောသီးတင်လာတဲ့ကားအောက်မှာငါပြောသီးဆိုပြီးတော့ငါပြောသီးအောက်မှာဘာကြီးထည့်လဲဆိုတော့လက်နက်တွေဖွက်ထားလက်နက်တွေဖွက်ပြီးတဲလာတာကိုနော်တဲလာတာကိုဟိုကမိတာအမြန်လမ်းမှာမနေ့ကတဲလာတာကိုလုံချိုးတပ်ဖွဲ့ဝင်တွေကသတိထားမိသွားလို့သတင်းရလို့စောင့်ပြီးတော့ကားကိုတားတဲ့အချိန်မှာငပြောသီးတွေကပုံဖြတ်ငပြောသီးအောက်မှာပုံဖြတ်ပြီးတော့ဗျာဟိုဒီပတ်ပြီးတော့မျိုးစုံပတ်ပြီးတဲလာတော့ဗျာရအောင်တဲလာတာပေါ့နော်ဆိုတော့ကြည့်ရုပ်တရက်ကြည့်ငပြောသီးပေါ့က
ဂိတ်အဲ့တော့ဂိတ်ဘယ်နှကင်းတော့ဖြတ်လာခဲ့ပြီဂိတ်ဘယ်နှကင်းတော့ဖြတ်ပြီးလွတ်လာခဲ့ပြီလည်းမသိဘူးဘလိုတော့ဖြတ်လာခဲ့ပြီလည်းမသိဘူးအဲ့282မြို့ကွင်းလန်းအလဲရွာကြီးရွာအုပ်စုနဲ့နွားစင်းကုတ်ကြီးရွာအနားမှာဖြစ်တာအဲ့နားကျမှမိတာနော်တော်တော့ဟိုစိတ်ဘာဖြစ်ဖို့ကောင်းလဲကားကိုတားတဲ့ကြားကအဲ့ကားသမားမောင်းထွက်ပြေးတယ်ထွက်ပြေးတော့နောက်ကလုံတွေတက်ဖို့နဲ့လိုက်တယ်နောက်ကလုံတွေလိုက်ပြီးတော့တာစီလန့်ပြစ်ခတ်တော့ကားသမားနည်းနည်းလေးမောင်းပြေးပြီးလွတ်တဲ့နေရာလေးရောက်ကားပေါ်နဲ့ခုံချပြီးကားကြီးရပြီးထိုးပြီးတွေ့ရနေရဝင်ပြေးတော့တာဝင်ပြေးသွားတော့ကားပဲခြံခဲ့တယ်ကားနဲ့အဲ့လက်နက်တွေပဲခြံခဲ့တယ်အဲ့ကားကိုလှန်ပြန်ကြည့်လိုက်တော့ခါကျတော့လက်မကြည့်တဲ့ကလက်နက်တွေတွေ့ရောအဲ့မှာခုနပုံဖြတ်ပြီးတည်လာတဲ့လက်နက်တွေတွေ့ရောငပြောသီးဆိုပြီးတော့ငပြောသီးအောက်ကနေပြီးတော့ငပြောသီးတကယ်ငပြောသီးလည်းပါတယ်အောက်ကနေထည့်ပြီးတော့ထွက်သွားပြလိုက်မိတော့အဲ့မှာခဲတွေငပြောသီးအောက်မှာခဲတွေနဲ့ပတ်ထားတယ်လက်နက်တွေကိုခဲနဲ့ပတ်ထားတယ်ရေခဲစစ်တာအဟောင်းယူတဲပြီးရေခဲစစ်အဟောင်းတွေကိုထိုးထည့်ထားတယ်စသဖြင့်ပုံစံမျိုးစုံနဲ့တည်လာပဲတည်လာပြီးတော့ပြတာအဲ့တော့တည်တဲ့လူကတည့်ရတယ်တော့3ယောက်လို့တည်ရတယ်ကားသမားနဲ့3ယောက်ပေါ့အဲ့3ယောက်ကတည်လာပြီးတော့နောက်ဆုံးမှာလိုက်ထွက်လို့ရင်မျိုးနဲ့ပါပြောရအောင်လိုက်ထွက်ရင်အဲ့တော့ပြီးလဲပြီးတော့သူတို့ကကားအောက်ထားထွက်ပြေးသွားသူတို့ကလွတ်သွားတယ်လုံခြုံတပ်ဖို့နေတော့ထပ်လိုက်နေတယ်ဒီကောင်ပြေးတဲ့နေရာကြီးရှောက်လိုက်နေတယ်လို့ကြားတယ်သို့တော်လည်းလောလောဆယ်တော့အဲ့ကားကိုမိဆိုတော့ပြောချင်တာဒီဒါဆိုအမြန်လမ်းပေါ်မှာပုံစံမျိုးစုံနဲ့ပုံဖြတ်ပြီးတော့လက်နက်မောင်းဖို့တည်ဆောင်မှုတွေလုံနေတယ်ဆိုတော့ပေါ်လို့နေဟိုမှာတကယ်ကို H-ray set တွေနဲ့စစ်တဲ့နေရာကိုကြာရင်တော့ရှောင်းကွင်းလမ်းတွေကကြော်ပြီးတော့ရှော်တော့တော့ပါဗျာဟိုးပဲလမ်းကြော်တော့သွားမယ်ဥမာရန်ကုန်ကဆိုရင်26မိုင်နားမှာ H-ray set တွေစစ်တာရှိတယ်ဒါပေမဲ့ရန်ကုန်ကနေပြီးတော့သွားတဲ့လမ်းမှာတော့ H-ray set စစ်တာမရှိဘူးဒါပေမဲ့နေပြီးတော့ရန်ကုန်ပြန်တဲ့လမ်းအဲ့26ဝင်မှာတော့ H-ray set တွေစစ်တာရှိတယ်ဆိုတော့ဒီလိုအဝင်ကိုတော့ဒီ H-ray set တွေဖြတ်မှာမဟုတ်ဘူးဒါပေမဲ့ဟိုဘက်အသွားတော့သွားကြတာဆိုတော့အဲ့လိုသွားတာလားဒီဘက်အလာတာအဲ့လိုရှိတယ်အဲ့တော့ H-ray set ဆိုတာအကုန်မတက်နိုင်တဲ့ကိုတော့သူကရှေ့ရနေရာတွေကိုရှောင်ကွင်းပတ်ပြီးတော့သွားကြမှာသိကြတယ်အဲ့တော့ခုလဲအမြန်လမ်းပေါ်မှာအဲ့လိုတဲနေဆိုရင်လက်နက်မောင်းဖို့အဲ့လိုတဲတာတွေသတိထားဖို့လိုတယ်နောက်လုံခြုံရေးဂိတ်တွေအနေနဲ့လည်းစစ်တဲ့အခါမှာတေးသေးချာစစ်ဆေးကြဖို့လိုတယ်ဘာလို့ဆိုတော့မဟုတ်ရင်လက်နက်တွေကဒီလိုမျိုးမှောင်ခိုတွေပြန့်နှံ့မှုတွေများသွားပြီးတော့လက်နက်တွေနေရာပေါင်းစုံပြန့်သွားတာလူအသက်တွေအန္တရာယ်များစေတယ်အဲ့ဒါကိုတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေသတိကြီးထားကြဖို့တိုက်တွန်းချင်ပါတယ်เนาะဒါကတော့အမြန်လမ်းမှာဖြစ်တဲ့ကိစ္စနောက်တစ်ခုကကျွန်တော်ဒီနေ့ရဲ့အပိတ်လေးတစ်ခုကဘာလဲဆိုတော့ဒီချမ်းမတ်54ဒေါ်ဆန်းစုကြည်နေထိုင်ခဲ့သောဒေါခင်ကြီးအမိပေါက်ချမ်းမတ်54အဲ့54နဲ့ပတ်သက်ပြီးဒီနေ့တရားရုံးကနေပြီးတော့တရားရုံးမှာသူတို့နှစ်ဖက်တရားနိုင်တဲ့တရားအရှုံးသူနှစ်ဖက်ဖွဲ့ပေါ့နော်ဆိုတော့အဲ့ဖွဲ့သူတို့တရားရုံးမှာသူတို့တရားခွင်မှာတွေ့ကြတယ်တွေ့တဲ့အခါမှာသူတို့အပြန်လာပေးကြတာပေါ့နော်တင်ညာဆိုကြရရှိတယ်ဒါပေမဲ့ကျွန်တော်ကြားရတဲ့ information ကျွန်တော်ရဲ့စုံစမ်းဖော်ထုတ်မှုအရာပေါ့စုံစမ်းမှုပေါ့ဖော်ထုတ်တော့မဟုတ်ဘူး sorry စုံစမ်းထောက်လှမ်းမှုအရာပေါ့နော်ဆိုရင်တော့ဒီဥအောင်ဆောင်ဘက်ကသူကတရက်နိုင်ကိုဒီချန်ကိုလေလံတင်ပြီးထုခွဲရောင်းချဖို့ဆိုရယ်လေလံထုခွဲရောင်းချဖို့ဆိုရယ်အနိုင်ဒီဂရီရထားတယ်ဥအောင်ဆောင်ကအနိုင်ရထားရတော့ဥအောင်ဆောင်ဘက်ကနေပြီးတော့သူကအချိန်ကြီးတင်တယ်ပထမဆုံးက315ဘီလီယံနောက်300ဘီလီယံအဲ့ဒီ298ဘီလီယံအဲ့ဒီကနေမှဟိုနောက်ဆုံးတင်လိုက်တာကချလိုက်တာကနောက်ဆုံး3ချိန်တိလေလံပြစ်တယ်ခြံရှိမှာလေလံပြစ်တယ်ခြံရှိမှာပြတကယ်ကိုဗျာဟိုအဲ့ဖြက်ကစံပြစ်သလိုပြစ်သွားတာ3ချိန်ပြစ်တယ်မအောင်မြင်တော့4ချိန်မြောက်လေလံပြစ်ဖို့တော့ကိုဥအောင်ဆောင်တို့ရဲ့ဘက်ကနေပြီးတော့ပြန်တင်တယ်ဘယ်လောက်လဲဆိုတော့280ဘီလီယံဆိုပြီးတော့တင်တယ်280ဘီလီယံတင်တဲ့အခါကျတော့အဲ့တင်တဲ့အခါမှာဒီဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေကဒေါ်စန်းမာလာညွန့်တို့ဖွဲ့နေပြီးတော့တရားဥမှာကန့်ကွက်တယ်ပေါ့ဗျာဆိုတော့ဒီနေရာမှာကန့်ကွက်တဲ့ဟာထဲမှာထူးခြားတာကဒီ280ဘီလီယံတတ်မှတ်လိုက်တာကိုတရားနိုင်ဥအောင်ဆောင်ဘက်ကအဲ့လိုတတ်မှတ်တာကိုဒေါအောင်ဆန်းစုကြည်နဲ့မတွေ့ရသေးတဲ့အတွက်တွေ့ခွင့်မရသေးတဲ့အတွက်အဲ့တတ်မှတ်ချက်ကိုသူတို့အနေနဲ့ကန့်ကွက်တယ်ဒေါအောင်ဆန်းစုကြည်ကဘာမှညွှန်ကြားတာမလာသေးတဲ့အတွက်သူတို့အနေနဲ့အဲ့တတ်မှတ်ချက်ကိုကန့်ကွက်ပါတယ်ဆိုပြီးတော့ကန့်ကွက်လိုက်တော့တရားရုံးကတော့ဘာပြောမှမသိဖြစ်တယ်ပြီးတော့ဈေးကို280စီထိုးချသွားတယ်တမင်ချတယ်ဆိုပြီးဘာညာပြောတယ်ဒါပေမဲ့ဒီနေရာမှာခင်ဗျားတို့ပြည်သူလူသိစေချင်တာဟာဒေါအောင်ဆန်းစုကြည်ရဲ့ဘက်ကနေလိုက်တဲ့ရှေ့နေတွေရဲ့စကားတွေဟာဘယ်လိုရှိလဲဆိုတော့ခင်ဗျားတို့သိစေချင်တာရှေ့နေကပြောတယ်ဒေါအောင်ဆန်းစုကြည်နဲ့မတွေ့ရလို့ဒီတရခွင်တဲ့ကိစ္စလို့ဒီချမ်းမ54ကိစ္စကိုသူတို့ဆုံးဖြတ်လို့မရပါဘူးလို့ပြောတယ်ဒါပေမဲ့ပထမဦးဆုံးတရားရင်ဆိုင်ရတဲ့အချိန်မှာဒေါအောင်ဆန်းစုကြည်ကအဲ့ဒီရှေ့နေတွေကိုအခွင့်အာဏာအားလုံးအနှံခဲ့သလားမခဲ့သလားဆိုတော့ခင်ဗျားတို့အနေနဲ့ဒေါအောင်ဆန်းမာလာမျိုးနဲ့တွေ့ရင်သတင်းတောက်တွေမေးတယ်မအနှံခဲ့ပါဘူးလို့သူနှုတ်ကပြောရင်အဲ့ဒါရှင်းလေးပဲသူလိမ့်ပြီဒါမှမအနှံခဲ့ပါပြောရင်တရားသူကြီးတရားရုံးနဲ့တရားသူကြီးကအဲ့လူကိုခင်ဗျားတို့ရှိမှတင်ခဲ့တာနဲ့သူပြောတာနဲ့ဟုတ်မဟုတ်ကိုတိုက်ပြီးမှခင်ဗျားတို့ဘာလုပ်လို့ရလဲဆိုကြည့်လိုက်နော်တရားရုံးမှာတင်ခဲ့သလားတရားရုံးမှာတင်ခဲ့တာနောက်ဆုံးတရားရုံးမှာပေးခဲ့တာနောက်ဆုံးတရားရုံးကဘယ်လိုလုပ်ခဲ့လဲတကယ်တမ်းမြေပြင်မှာလူတွေချမ်းမှာပြောတာဘယ်လိုပြောလဲစသဖြင့်အဲ့ဒါတွေခင်ဗျားတို့တိုက်ကြည့်ပြောချင်တာဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေရဲ့ပြောနေတဲ့စကားတွေဟာဘယ်လိုတွေပြောနေတာလဲတကယ်ရောသူဥပဒေနဲ့ညီသလားသူတို့ကလည်းဥပဒေနဲ့ညီသလားဆိုတဲ့မိကုံဒေါအောင်ဆန်းစုကြည်ရဲ့ဟိုမရဘူးပေါ့ရှေ့နေပါဝါမရဘူးဆိုရင်ဘာဖြစ်လို့သူတို့ဒီအမှုကိုလိုက်နေရလဲအမှုတစ်ခုကို
တရားရုံးမှာတက်ပြီးရင်ဆိုင်ရတယ်ဆိုကြတဲ့တက်ဆိုင်ရာကာယကံရှင်ပုဂ္ဂိုလ်ကလွတ်အပ်ညွှန်ကြားထားလို့လိုက်ရတာလေရှင်းလေးရဲ့အဲ့မှာလွတ်အပ်ညွှန်ကြားတဲ့ခါမှာကာယကံရှင်ကအပြင်မှာရှိနေတော့တမျိုးပေါ့အချင်းတော်မှာရှိနေစီမှာဆိုရင်အပြင်မှာဖြစ်တဲ့ကိစ္စမှန်တယ်သူတို့လုပ်တဲ့ကိစ္စမှန်တယ်သဘောတူပါတယ်ဆိုတာမျိုးအစတည်းလွတ်အပ်ထားပြီးသားဖြစ်ရလွတ်အပ်ထားပြီးသားဖြစ်ရမယ်အဲ့တော့ကျွဲအခက်သလားမအခက်သလားဆိုတဲ့စကားလုံးကိုခင်ဗျားတို့ဒေါ်ဆန်းမာလာညို့ကို point မေးရမှာဒေါ်ဆန်းမာလာညို့မေးကြည့်ရမှာဒေါ်ဆန်းစုကြည်ကဒေါ်ဆန်းမာလာညို့ကိုအကုန်လုံးလွှဲရခဲ့တာမဟုတ်ဘူးလားလို့မေးရင်သူဘယ်လိုဖြေမလဲကျွန်တော်တို့အသိချင်တာသူဘယ်လိုဖြေမလဲမလွှဲရခဲ့ပါဘူးဆိုရင်မလွှဲရခဲ့ပဲနဲ့ဒီအမှုကိုဒေါ်ဆန်းမာလာညို့ကဘယ်ဟာနဲ့လိုက်တာလဲဘယ်အခွင့်အာဏာနဲ့လိုက်တာလဲပြန်မေးရသူကအဲ့တစ်ချက်နော်တစ်ချက်နောက်တစ်ချက်ကဒါကျွန်တော်စုံစမ်းမှုရသိနေတာရှိတယ်ဒါပေမဲ့ကျွန်တော်ဒီလောက်ပဲပြောမှာတစ်ချက်နောက်တစ်ချက်ကဒီတူအောင်ဆောင်ဘက်ကအချိန်ချင်းတင်တယ်315ဘီလီယံ300ဘီလီယံ198ဘီလီယံခု290ဘီလီယံတင်တဲ့အချိန်တိုင်းမှာ तू ကအဲ့ဒါအကုန်လုံးကန့်ကွက်တယ်ကန့်ကွက်တိုင်းမှာတူညီစွာကန့်ကွက်နေတာဒေါအောင်ဆန်းစုကြည်စီကဒေါအောင်ဆန်းစုကြည်နဲ့မတွေ့ရဘဲနဲ့ဒီဟာကို तू ဆုံးဖြတ်ပေးလို့မရဘူးသူတို့ဆုံးဖြတ်ပေးလို့မရဘူးဆိုတော့တရားသူကြီးတွေကလည်းတည်တည်ချာချာစဉ်းစားဖို့လိုတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့တူအောင်ဆောင်ကတရားနိုင်ထားတာတူအောင်ဆောင်ကတရားနိုင်ထားတာသူတတ်မှတ်တဲ့ဈေးနှုန်းကတရားနိုင်ထားသူကနိုင်ထားသူကတတ်မှတ်တဲ့ဈေးသားလေးအတီးဖြစ်တယ်ရှုံးထားသူကကန့်ကွက်တာပဲရှိတာမဟုတ်ဘူးလားရှုံးထားသူကရှုံးထားသူပဲနိုင်ထားသူကတင်နေဈေးရတယ်အတီးဖြစ်တယ်တကယ်ဆိုရင်အဲ့တော့ okay နောက်တစ်ခုထပ်လုပ်လို့ရတယ်အကျိုးခံစား권ရပြောမယ်ဆိုရင် okay ရှုံးထားသူကပြန်ပြောလို့ရတာကမင်းတင်တဲ့ဈေးကတော့နည်းနေတယ်အဲ့တော့ငါကဒီဈေးလို့ဒီဈေးတင်ရမယ်ငါတို့ဒီဈေးတင်မယ်မင်းကဒီဈေးတင်တယ်မလားငါတို့ကဒီဈေးတင်တယ်အဲ့ဒါကိုနှစ်ယောက်တရားရုံးတရားခွင့်မှာညင်ရမှာမဟုတ်ဘူးလားဒါပေမဲ့၄ချိန်ဟို၃ချိန်ပြီးတော့၄ချိန်မြောက်ထိဒေါ်ဆန်းမာလာညို့တို့ဘက်ကဈေးနှုန်းတစ်ချက်မှမတင်ဘူးဈေးနှုန်းကိုတရားခွင့်မှာအပြိုင်မတင်ဘူးဒါပေမဲ့သူတို့တင်ခဲ့တာတစ်ခုရှိတယ်ကြားဘူးနားဝပြောမယ်ဒီလမ်းပေါ်ကမြေကွက်တွေရဲ့ပေါက်ဈေးက1 square feet ကိုကျပ်330ပေါက်တယ်လို့သူကတင်ခဲ့ဘူးတယ်ကျပ်330ပေါက်တယ်လို့တင်ခဲ့ဘူးတယ်ဒေါ်ဆန်းမာလာညို့တို့တင်ခဲ့ဘူးတယ်အဲ့တော့ကျပ်330ပေါက်တယ်ဆိုရင်အဲ့ဒီ square feet နဲ့တွက်လိုက်တဲ့ခါမှာ251ဘီလီယံကျော်လို့သတ်မှတ်တယ်လို့ပြောလို့ရတယ်အဲ့ဒီခြံရဲ့တန်ကြီးက251ဘီလီယံကျော်လို့သတ်မှတ်တယ်လို့ဖြစ်တယ်ဒေါ်ဆန်းမာလာညို့တို့ရဲ့တင်ခဲ့တဲ့ပုံစံအရဆိုရင်ဒါပေမဲ့ तू ကအဲ့ဒါကို official တင်နေဟိုပါပေါ့ဘယ်လိုခေါ်မလဲသူ့ဘက်ကနေပြီးတော့ဒီဘက်ကတတ်မှတ်တဲ့ဈေးကိုကန့်ကွက်တဲ့နေနဲ့တင်တဲ့ပုံစံမျိုးပဲနဲ့တကယ်တော့ဒီနေရာရဲ့ပေါက်ဈေးတွေကဒီလောက်တော့ရှိနေပါတယ်ဆိုတော့လောက်ပဲ तू ကပြောတာ तू တင်တာမဟုတ်ဘူးရှိနေပါတယ်ဆိုတော့မျိုး तू ကတရားခွင်ထဲမှာပြောခဲ့ဘူးတယ်လို့ကျွန်တော်ကြားဘူးနာပါရှိတယ်ဆိုတော့ okay ဆိုရင်ဒီအမှုမှာတရားနိုင်ထားတဲ့ဥအောင်ဆန်းဦးဘက်ကလူတွေကသူဒီတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်သုံးကြိမ်မြောက်အဆင်မပြေတဲ့လေးကြိမ်မြောက်မှာဈေးကိုထပ်ချလိုက်တဲ့အချိန်မှာဒေါ်ဆန်းမာလာညွန့်ဒေါ်ဆန်းစုကြည်ဘက်ကဒေါ်ဆန်းမာလာညွန့်တို့ကသူအခွင့်အာဏာမရထားရင်သူတရားခွင်ထဲမှာဝင်အောင်မထိုင်သင့်ဘူးခွင့်အာဏာမရထားဘူးဆိုဒေါ်ဆန်းစုကြည်မတွေ့ရသေးဘူးလို့မပြောနိုင်ဘူးဆိုရင်အဲ့ဒါဆိုတရားတော်ဝင်အောင်မထိုင်သင့်တော့ဘူးဘာလို့ဆိုတော့သူကဘာမှမရထားပဲနဲ့ဘာလို့ဒီချက်ဝင်ထိုင်တာလဲဆိုပြီးတရားသူကြီးကလည်းမေးရတော့မှာလေအဲ့လိုဆိုရင်ခွင့်အာဏာရထားပြီးသားပါဆိုတရားသူကြီးအနေနဲ့ကနင်းအဲ့ဆိုအပြင်မှာပြောနေတာနင်းပြောနေတာနင်းလိန်နေရလားလို့တရားသူကြီးကပြန်ပြောရမှာလိန်နေတယ်ဥပဒေကိုနင်းလိန်နေတယ်ဆိုပြောရမှာမဟုတ်ဘူးလားတရားသူကြီးတွေကလည်းရှင်းပြောဒီကာလမှာတရားသူကြီးတွေလည်းမှန်မှန်ကန်လို့ကြဖို့လိုတယ်မှန်မှန်ကန်လို့ကြဖို့လေအမှုအသေးချာသွားလာကိုကြည့်ပြီးတော့ကျွန်တော်တို့အပြင်ကလူတော်ကသွားလာကြည့်ပြီးတော့ဘယ်သူလိန်နေလဲဆိုတော့ကျွန်တော်မြင်နေရတယ်အဲ့တော့သူ့အနေနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့တွေ့ပြီးမှဆုံးဖြတ်နိုင်မယ်လို့ပြောရင်အဲ့ဒါဆိုအစကတည်းကဒေါအောင်ဆန်းစုကြည်ရဲ့ဆုံးဖြတ်ချက်မရဘဲနဲ့သူဝင်ထိုင်တာလားလို့မေးရမယ်အဲ့ရှင်းလေးကိုအဲ့ဒါကိုဝိလေချောင်ဘက်နဲ့လုပ်တယ်အဲ့တော့သူ့အနေနဲ့ကောမီဒီတတ်မှတ်ချက်တဲ့နှုံထားတခုသူကန့်ကွက်ခြင်းကန့်ကွက်ရမယ်ကန့်ကွက်လို့ရတယ်ကန့်ကွက်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့ကန့်ကွက်ပိုင်ခွင့်ဆိုတာနဲ့သူကရှုံးထားသူဖြစ်တဲ့အတွက်ကန့်ကွက်ရင်တော့ငါတို့မနစ်နာအောင်ဒီဈေးသတ်မှတ်ရင်ငါတို့ကဒီဈေးတော့ပြန်သတ်မှတ်မှရမယ်လို့သူပြောရမယ်ဒါပေမဲ့ तू မပြောဘူးမပြောရဲ၄ချိန်တိတိလုံးမပြောတာတရားသူကြီးထိုင်နေတဲ့တရားသူကြီးကစော်ကားရတယ်မတူဘူးလား तू ကကြိုက်မဲ့ကန့်ကွက်နေတာဘယ်ဈေးလဲပြောဆိုတော့မပြောနိုင်ဘူးကျွန်တော်အရသာသာပြောမယ်ဗျာကျွန်တော်ပစ္စည်းလေးတစ်ခုရောင်းမယ်ဒါလေးရောင်းမယ်တရားနှစ်ယောက်ပိုင်နေအဲ့တော့ငါကတော့ဒီဈေးနဲ့ရောင်းမယ်ငါနိုင်တရားနိုင်လို့ငါဒီဈေးရောင်းမယ်ကွာငါဒါဒီဖုန်းတစ်လုံးငါ3သိန်းနဲ့ရောင်းမယ်လို့ပြောမယ်အဲ့ချိန်မှာ तू ဒီဖုန်းကိုပိုင်ဆိုင်ခွင့်ရှိတော့သူကဟဲ့မင်း3သိန်းရဈေးပေါ်တယ်3သိန်းခွဲကွာโอเคအဲ့ဆိုတရားသူကြီးကမင်းတို့နှစ်ယောက်3တယောက်က3သိန်းတယောက်3သိန်းခွဲကဲပြန်ရောပြကြစကားပြောကြဆိုတော့မှအဲ့မှာ3သိန်းခွဲညှင်းနိုင်တဲ့3သိန်း2500လည်းဖြစ်သွားနိုင်တယ်အဲ့လိုညှိလို့ရတာဟုတ်မလုပ်ဘဲနဲ့ဒီကောင်က3သိန်းတင်တယ်ကွာဒီဘက်ကမတင်ဘူးမင်း3သိန်းနဲ့ငါကန့်ကွက်တယ်မင်း3သိန်းနဲ့ငါကန့်ကွက်တယ်ဆိုတော့မျိုးကန့်ကွက်မင်းဘယ်လောက်လဲပြောဆိုတော့မပြောနိုင်ဘူးဘာလို့မပြောနိုင်ဒေါအောင်ဆန်းစုကြည်ကမပြောသေးလို့အဲ့လိုပြောလို့ရလားတရားခွင်မှာအဲ့ဒါဆိုရင်တရားခွင်မှာတရားသူကြီးကိုပါဒီဒေါအောင်ဆန်းစုကြည်ဘက်ကရှေ့နေတွေကလှည့်စားနေတာမဟုတ်ဘူးလားတရားသူကြီးကအဲ့ဒါ तू လှည့်သားခံနေတာ तू မသိတာလားဒေါအောင်ဆန်းစုကြည်ဆိုတဲ့စကလုံးကြီးချီပြီးလှည့်သားနေတာကို तू မသိတာလားကျွန်တော်စဉ်းစားလို့မရတာအဲ့တော့ဒီတရားခွင်နဲ့ကျွန်တော်တို့ကဝန်ထိုင်လို့ရရင်အများကြီးကျွန်တော်ပြောနိုင်တယ်အများကြီးပြောနိုင်ပါဆိုကျွန်တော်တို့တရားဥပဒေကြီးကကျွန်တော်လေ့လာနေသူလည်းမဟုတ်ဘူးဥပဒေပညာရှင်လည်းမဟုတ်ရှေ့နေလည်းမလုပ်ဘူးတရားသူကြီးလည်းမဟုတ်ဒါပေမဲ့
နှစ်ဖက်အတော်လာတွေကိုကျွန်တော်ဖတ်ကြည့်တဲ့အခါလေ့လာကြည့်တဲ့အခါနားထောင်ကြည့်တဲ့အခါပြောနေတဲ့ဟာအကုန်လက်ရရင်ဒါကြောင့်အတခုကျွန်တော်တို့ကဘယ်ဟာကတရားသဖြင့်ဆုံးဖြတ်မယ်ဆိုတော့ကျွန်တော်တို့ခေါင်းမှာအဲ့လိုဒီမှန်မှန်ကန်ကျွန်တော်ဆုံးဖြတ်နိုင်တယ်ကျွန်တော်တို့မှာဟိုဟာ critical thinking လို့ခေါ်တဲ့စဉ်းစားဆင်ခြင်တုံတရားလေးကောင်းတယ်ယုံရချက်စဉ်းစားအဲ့တော့တရားသူကြီးအနေနဲ့အများအား critical thinking နဲ့ဒီစဉ်းစားဆင်ခြင်တုံတရားမှန်ကန်မှုလိုတယ်တရားခွင်ထဲမှာလာပြီးတော့နော်နိုင်ငံရေးအရာလူလေကြဖို့ကြိုးစားတာတရားသူကြီးကိုနိုင်ငံရေးအရာလွှမ်းမိုးဖို့ကြိုးစားတာတရားသူကြီးကိုကလင်ကြီးလုပ်ဖို့ကြိုးစားတာလှည့်သားဖို့ကြိုးစားတာဒီကောတော့တရားသူကြီးကိုစော်ကားနေတာပေါ်တင်စော်ကားနေတာအဲ့တော့မှတရားသူကြီးကိုယ်တိုင်အားလုံးနေအဲ့တရားသူကြီးကိုယ်တိုင်ကလည်းဘာလဲလို့မေးရတော့ရှင်းရှင်းလေးပဲအဲ့တော့ကျွန်တော်တို့ခုနားလေတာဟိုက290တင်တယ်ဒီဘက်ကဒေါ်ဆန်းမလောင်ကျွန်းဒီဘက်ကကန့်ကွက်တယ်ဆိုရင်ဟုတ်ပြီဘယ်လောက်လဲမေးမဖြေနိုင်တော့ဘူးမဖြေနိုင်ရင်ဘာဖြစ်လို့ကန့်ကွက်တော့ဖြေရမယ်သူဒီစင်းလုံးနဲ့ဟုတ်တယ်မင်းဒီစင်းလုံးကနေထားတာဘာဖြစ်လဲညာပြပြောပြီးတင်290တင်280ကွာလို့ကောက်ပြောလို့ရတာပဲအဲ့လိုလည်းအပြန်လည်းမပြောဘဲနဲ့သူကမပြောဘူး तू ကလုံးဝမပြောဘူးအဲ့ဒါဘာလဲဆိုတော့လှည့်စားနေတာတရားခွင်ကိုလှည့်စားနေတာလို့ခေါ်တယ်အဲ့ဒါတရားခွင်လှည့်စားတာကိုတရားသူကြီးသိဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်တာသူကတချို့ဟာတွေကြာရင်ကျွန်တော်ဒီအမှုဒီခြံရောင်းကြီးများကျွန်တော်စိတ်ဝင်စားပါဘူးဒါပေမဲ့ကျွန်တော်တို့တရားဥပဒေစိုးမိုးရေးနဲ့တရားစီရင်ရေးကိုခုနဒီနိုင်ငံရေးနဲ့ຫນွယ်ပြီးလှည့်စားဖို့ကြိုးစားတာရှင်းရှင်းပြောရရင်အဲ့ဒါရှင်းရှင်းပြောအဲ့ဒါမယိုးသားတဲ့လုပ်ရက်တစ်ခုပဲအဲ့ဒါကိုတရားသူကြီးကလည်းသိဖို့လိုတယ်နော်အခုဒေါ်ဆန်းမလာညို့အုပ်စုဒီမယိုးသားမှုကိုဥတည်နေတယ်ဆိုတော့ကျွန်တော်တို့မြင်နေရတယ်အဲ့တော့ရှင်းရှင်းလေးပြောရရင်တော့ဒီခြံ54ကိစ္စဒီဒေါ်ဆန်းမလာညို့ဒီဒေါ်ဆန်းသူကြီးနဲ့တွေ့ခွင့်ရဖို့တင်ထားပါတယ်တင်ထားပြီးတော့မရတာပါဘာညာဆိုပြောနေမယ်ဒေါ်ဆန်းကြီးတွေ့ခွင့်ဆိုတာကအဲ့လိုတွေ့ခွင့်ဆိုတာကအစိုးရကခွင့်ပြုမှရမှာအစိုးရရှင်းရှင်းလေးပဲသူ့အတွက်သူတို့ရဲ့အချင်းချထားတဲ့လူတယောက်ကိုတွေ့ချင်တယ်ဆိုရင်ဘယ်လိုလူမျိုးလဲဆိုတော့ကြည့်လိုက်ဦးမှာဘာကိစ္စလဲဆိုကြည့်လိုက်ဦးမှာခင်ဗျာတေချာမှတွေ့တယ်မှာဘာကိစ္စတွေ့မလို့တွေ့ဘူးလေပြီးတော့အစကတည်းကဒေါ်ဆန်းသူကြီးစီကပါဝါယူထားပြီးသားမဟုတ်ဘူးလားဟုတ်လားဆိုတော့မေးခွန်းရှိပြီးသားအစိုးရမှာရှိပြီးသားအစိုးရရှိရမလို့အစိုးရဒေါ်ဆန်းသူကြီးကအကုန်အာနာကုန်သူယူထားပြီးပြီလားယူထားတယ်သူသိတယ်အစိုးရသိတယ်တရားရေးကလည်းသိတယ်တီကြီးနဲ့မတွေ့ရသေးလို့ဘာညာဒေါ်ဆန်းကြီးမပြောမနဲ့ကျမတို့ဆုံးဖြတ်လို့မရပါဘူးဆိုတာအဲ့ဒါတရားခွင်ရောတရားသူကြီးရောတရားဥပဒေစိုးမိုးရေးကိုရောနောက်တစ်ခါနိုင်ငံတော်အစိုးရကတိပြီးသားချက်လက်ဒီနိုင်ငံတော်အစိုးရရဲ့အုပ်ချုပ်ရေးရန်တရားနဲ့စီမံခန့်ခွဲမှုကိုပါဒါလက်တလုံးကြလုပ်ပြီးလှည့်စားတာလိမ့်တာပဲကျွန်တော်ရှင်းလေးပြောအဲ့တော့ခင်ဗျားတို့စောင့်ကြည့်ဘယ်လိုလာမလဲတော့မသိဘူးကျွန်တော်တို့စောင့်ကြည့်မယ်တရားသူကြီးတို့အနေနဲ့ဘယ်လိုလုပ်မလဲဒီလိုမျိုးအမှုကြီးတွေကကျွန်တော်တို့လေ့လာဖို့အရင်ကောင်းတဲ့အမှုကြီးဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောချင်တာအဲ့တော့စောင့်ကြည့်ကြပါစို့လို့ပြောရင်းနဲ့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲကိုရင်းသားတွေရှိပါတိုင်းပြည်ကိုစေလမ်းမှထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လောကတီးပြောနေတဲ့လူမိုက်လူရန်ကလူသက်ချမ်းဖက်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ကိုပြန်လည်မင်းကိုထုတ်ပါလို့ပြောရင်းနဲ့ good night